ဇလန်ရဲ့အစမှာကုန်းဆိုတဲ့ဆေကျော်တက်ရဲ့ကောင်လေးတစ်ယောက်ကငားများနေပါတယ်ထိုကောင်လေးကငါးပင်ကြီးကိုဖမ်းနိုင်ဖို့အတွက်9ရက်တိုင်တိုင်မယမနာပဲကြိုးစားနေတာဖြစ်ပါတယ်။ကျွာတွေကလူတချို့ကတော့သူတို့လိုလူကြီးတောင်မဖမ်းနိုင်တာထိုကောင်လေးလည်းဖမ်းနိုင်မှာမဟုတ်လို့ပြောနေကြပါတယ်။သူကတော့သူ့ဖေကအဲ့ကောင်လေးရဲ့အရင်မှာဖမ်းနိုင်တဲ့အကြောင်းအဲ့ကောင်လေးလည်းဖမ်းနိုင်မယ်လို့ယုံကြည်ကြပါတယ်။ကုန်းဆိုတဲ့ကောင်လေးခုလိုငါ့ကိုကြိုးစားပန်းသားဖမ်းနေတာအကြောင်းရင်းရှိပါတယ်။အဲ့ဒါတော့ငါးပင်ကြီးကိုဖမ်းနိုင်ဟန်နာအီဆန်ကိုဝေဖြေခွင့်ပေးမယ်ဆိုပြီးတော့သူ့အမေကကတိပေးထားလို့ဖြစ်ပါတယ်။ဒါပေမဲ့သူ့အမေကဟန်နာအီဆန်ကိုဝေမဖြေခိုင်းစေချင်တာကြောင့်မဖြစ်နိုင်ဘူးထင်တဲ့ကတိကိုပေးခဲ့တာပဲဖြစ်ပါတယ်။ဒီချိန်မှာတိပိမမထိုင်ပြီးငါးများနေတဲ့ကုန်းကတော့သူ့ငမြားကြီးကိုလာဆွဲတဲ့ငါ့ကိုအာယုံဆိုင်နေပါတယ်။ငမြားကြီးကိုငါဆွဲပြီးဆိုတာနဲ့ကုန်းလည်းငမြားကြီးကိုတင်းတင်းဆွဲလိုက်ပါတော့တယ်။ငါဟာအရန်ကြီးလွန်းတာကြောင့်တိပိနဲ့ပတ်ပြီးဆွဲလိုက်တဲ့အခါမှာနောက်ဆုံးငါးပင်ကြီးကိုဂုံဖမ်းနိုင်ခဲ့ပါပြီ။20တွင်ဘယ်သူမှမဖမ်းနိုင်တဲ့ငါးပင်ကြီးကိုဖမ်းနိုင်တဲ့အကြောင်းရာဇသူရသားတွေလည်းဖေးတူသားဆိုပြီးတော့ဂုံကိုချီးကျူးနေရပါတယ်။ဂုံလည်းအမေဖြစ်သူမီတိုဆန်းယူသွားပြီးဂရီအတိုင်းငါးကြီးကိုဖမ်းလာနိုင်ရကြောင်းဟန်နာရီဆန်ကိုဝေဖြေခွင့်ပေးဖို့ပြောခဲ့ပါတယ်။နောက်ရောက်တော့မီတိုဆန်းကတမိသားစုလုံးပြစ်ထားပြီးမုံဆိုးဖြစ်မဲ့လမ်းကိုရွေးချယ်ခဲ့တဲ့ဖေးဖြစ်သူရဲ့နောက်ကိုလိုက်တော့မှတေးရရဲ့လာလို့မေးနေပါတယ်။ခေါင်းမာတဲ့ခုံကတော့အဖေတွေဒီလောက်ရေးပါတဲ့မုံဆိုးလောကယူလေးလာခြင်းတော့တေးကြတဲ့လွတ်ဖြေလိုက်ပါတယ်။ဒီလိုနဲ့မီတိုဆန်းလည်းအဖေတူသားလေးကိုတားမရတဲ့အစုံလက်လျှော့လိုက်ရပါတော့တယ်။နောက်နေ့မနေ့ရောက်တော့ဟန်နာရီဆန်ကိုအောင်ဝင်ဖြေပြီးမုံဆိုးပြစ်လာမယ်လို့သူ့မေကိုပြောခဲ့ပါတယ်။သူ့မေကတော့တားဖြစ်သူအန်ရီယကင်းနဲ့အင်ကိုပြန်လာနိုင်မယ်ဆိုတဲ့ကတိကိုပဲတောင်းခဲ့ပါတယ်။အဲ့အချိန်မှာတားမိနှစ်ယောက်ရဲ့ခွဲခွာခြင်းကိုခဏလောက်ကြည့်စေခြင်းပါတယ်။指切り玄馬嘘ついたら針千本のます誓いの中ありがとうミトさんတားမိနှစ်ယောက်ခဏလောက်အလွမ်းသေးပြီးတဲ့အခါမှာကုန်းလည်းဟန်နာအီဆန်ဖြူကိုထွက်လာခဲ့ပါတယ်။တင်းမောပေါ်ရောက်တော့တနေ့အတော်ဆုံးမို့ဆိုဖြစ်လာတဲ့ချိန်ကျရင်တေချာပေါ်ပြန်လာခဲ့မယ်လို့ပြောရင်တင်းမောကြီးလည်းကန်းနဲ့တဖြည်းဖြည်းဝေးကွာလာခဲ့ပါတယ်။တင်းမောထဲမှာဟန်နာအီဆန်ဝင်ပြေမဲ့လူကြီးတွေကကျမ်းပါပြီဆိုတဲ့လူတွေဝင်ပြေရတနေ့ကိုသိန်းနဲ့ချီရှိပြီးတကယ်လက်တွေ့မှာအောင်မြင်တာဆိုတော့လက်တဆုစားတော့ပဲရှိရဆိုပြီးဖြစ်မလာနိုင်မဲ့ဟာကိုစိတ်ကူးကြည့်မနေတဲ့ဆိုပြီးလောင်နေကြပါတယ်။အဲ့ချိန်မှာတင်းမောထဲမှာပါလာတဲ့တင်းမောသားလေးတယောက်ကိုလူနှစ်ယောက်နိုင်ကြည့်နေအကုန်တွေးလိုက်ရပါတယ်။ထိုအခါကပရိန်ထွက်လာပြီးအကုန်လုံးအာမချောင်ပဲကိုလိုကြဖို့ပြောလိုက်ပါတယ်။အနိုင်ကြည့်ခင်ရတဲ့တင်းမောသားကိုတစ်တမြင်မြန်ကိုလေးသမမနဲ့ပြောလိုက်ပါတယ်အဲ့ချိန်ကိုရှိမှာပန်းသီးတုံးပြုတ်ကြနေတာကြောင့်ယူပြီးတော့ပြစ်ပေးလိုက်ပါတယ်ကောင်းလေးသွားတဲ့ချိန်တင်မောရတိုင်းထိပ်မှာဇင်ယောငတ်တွေအော်နေတာကြောင့်မုံလိုက်လာတော့မယ်လို့ကပရိကြီးကိုပြောလိုက်ပါတယ်ကပရိကြီးကလည်းဘလို့သိရလဲမေးတော့ဇင်ယောငတ်တွေအော်နေတာကြောင့်လို့ပြောလိုက်ပါတယ်ထို့အချိန်တင်မောရတိုင်းပေါ်တက်ပြီး400နဲ့အာယုံဆိုင်ခံလိုက်ပါတယ်ပြီးတော့ကပရိကြီးကိုအားကောင်းတဲ့မုံတိုင်းလာနေပြီလို့သတိပေးလိုက်ပါတယ်ကပရိကြီးလည်းဂုံးရဲ့မျက်လုံးတွေကိုကြည့်ပြီးလူတယောက်ကိုအမှတ်ရပါပါတယ်အကြခင်မှာဂုံးပြောတဲ့အတိုင်းမုံတိုင်းစားတိုက်လာပါတော့တယ်တင်မောသားတွေလည်းမုံတိုင်းနဲ့ကိုလူလက်ခံနေကြရပါတယ်ကပရိကြီးကတော့မုံတိုင်းတိုက်တာကိုပျော်နေရပါတယ်ကျန်းတဲ့ရေလိုင်းတွေကိုကြော်ဖြတ်ရင်နောက်ဆုံးမှာမုံတိုင်းလည်းတည်ငြိမ်သွားပါတော့တယ်မုံတိုင်းပြီးသွားရင်တော့ကပရင်ကြီးတီသူ့တပည့်တယောက်ကိုပဲဆက်ထိန်တာကိုမှားပြီးသူကတော့ဟန်နာအီဆန်ဝင်ပြမဲ့သူတွေစီထွက်လာခဲ့ပါတယ်ဘာကိုဖွင့်လိုက်တဲ့အခါမှာအကုန်လုံးကလိုင်းမှုနေတာကြောင့်မှောက်နေကြပါတယ်ဒီလိုခန္ဓာရေးမရှိပဲဟန်နာအီဆန်ကိုဝင်ပြကြမတဲ့လားရီရတယ်လို့ပြောနေတဲ့အချိန်မှာခွန်တယောက်ကတော့လိုင်းမှုနေတဲ့သူကိုမူးပြေးစေနိုင်တဲ့စီးရွက်ကိုရှူခိုင်းနေပါတယ်အဲ့အချိန်အခန်းထဲမှာတည်ရည်ရှိနေခွန်တယောက်တည်းမဟုတ်ပဲတွင်ဝိုင်အောင်တဲ့ကောင်းလေးတယောက်ရဲ့အဲဆိုင်လိုမျက်မှန်ဝေးထားတဲ့လူတယောက်လည်းရှိနေပါတယ်ထို့အချိန်နိုင်ချင်းခံရတဲ့သမောသားလေးကကိုယ်ရေမာထားကြောင်ရေလာပို့ပါတယ်အဲ့အချိန်တီးလိုက်ရတော့အနိုင်ချင်းခံရတဲ့သမောသားရဲ့နာမည်ကကာဆူရိုဖြစ်ပါတယ်နောက်တစ်ခါမှာကပရင်ကတင်မောမှုတဲ့3ယောက်ကိုသူ့စီခေါ်ခဲ့ပါတယ်အရင်ဆုံးသူတို့နာမည်လေးကိုမေးလိုက်ပါတယ်ပထမကောင်လေးကအားလုံးသိကြတဲ့အတိုင်းခုံဖြစ်ပြီးဒုတိယစပင်ဝါနဲ့ကောင်လေးကခူရာပီကာလို့ခေါ်ပါတယ်တတိယ S တိုင်းမျက်မှန်တဲ့လူကလီယိုရီယိုလို့ပြောလိုက်ပါတယ်နောက်ထပ်ကပရင်ကမိုးဆိုးဖြစ်ခြင်းရတဲ့အကြောင်းရင်းကိုထပ်မေးပါတယ်ထို့အခါလီယိုရီယိုကဆောင်းဝဲစစ်စစ်သူမဟုတ်ပဲမင်းမျက်နှာနဲ့မလုံးနဲ့လို့ပြောလိုက်ပါတယ်ကပရင်ကမေးတာဖြေတန်းလို့ပြန်ပြောပါတယ်အဲ့ချိန်ခွန်ကသူ့ဖေကမိုးဆိုးတယောက်လို့ပြောလိုက်ပါတယ်သူ့ဖေဘာလို့မိုးဆိုးဖြစ်ဖို့ဆရာထက်တန်လာလဲဆိုတာသိချင်လို့ဝေလာကျွန်းကနေထွက်ပြီးလာဖေရလို့ဖြေလိုက်ပါတယ်ဒီချိန်ကပရင်ကခွန်ကချင်းရတာသိကြတဲ့ဆိုပြီးစိတ်ထဲမှာရေးလိုက်ပါတယ်အဲ့လိုစဉ်းစားနေတဲ့အချိန်မှာလီယိုရီယိုကသူမေးတဲ့အတိုင်းဖြေရမလို့လို့ခွန်ကိုပြောနေပါတယ်ဘာဖြစ်လို့ဖြေလို့မရရဲလို့မေးတဲ့အခါလီယိုရီယိုကဖွဲတဲ့စိတ်ဓာတ်လည်းမရှိပါလားဆိုပြီးလေကြီးလေရဲတွေပြောနေပါတယ်ခူရာပီကာဆိုတဲ့စပင်ဝါရောင်တဲ့ကောင်လေးကတော့လီယိုရီယိုပြောတာမှန်တယ်လို့ပြောပါတယ်လီယိုရီကတော့ကိုယ့်တဲ့အကြီးကိုလေးစားမှုရှိဖို့လက်ညှိုးကြီးထိုးပြီးပြောနေပါတယ်ခူရာပီကာကတော့ဂယူးမဆိုင်ပဲသူပြောချင်တာကိုဆက်ပြောနေပါတယ်ကိုတိုးကရောက်စီမဲ့မေကုန်းမျိုးကိုလေပြီးဖြေတာထက်အဖြေတာပိုကောင်းမယ်ဆိုပြီးပြောနေပါတယ်လေပြီးဖြေတာချက်စီရလဲကောင်းတယ်လို့အမှားတိုင်းပြောလိုက်ပြန်ရင်လည်းသူ့ရဲ့လွတ်ဝက်ချက်ကိုဖွင့်ရတယ်လို့ဖြစ်မှာဆိုလို့မေးတဲ့မေကုန်းအတွက်အဖြေမရှိဘူးလို့ကပရင်ကိုပြောလိုက်ပါတယ်ထို့အခါကပရင်ကကာဆူကိုစာမွေးဘက်စစ်စစ်အဖွဲ့ကိုနောက်ထပ်2ယောက်ထွက်သွားပြန်ပြီလို့ပြောခိုင်းလိုက်ပါတယ်အဲ့အခါမှာ2ယောက်သာကပရင်ကိုနားမလည်တဲ့မျက်လုံးနဲ့ကြည့်ပြီးကပရင်ကဟန်နာအေဂျင့်စနေပြီလို့ပြောလိုက်ပါတယ်မုံဆိုးဖြစ်ရှင်တဲ့အရေးအတွက်ကကောင်းကင်ကျေးလောက်ရှိနေတော့လူအလုံးကိုစစ်ဆေးမဲ့ဆိုရင်လူအချင်းအောင်မလောတာကြောင့်လူစစ်ထုတ်ဖို့အတွက်သူတို့လူတွေကိုခန့်ထားရလို့ကပရင်ကပြောပါတယ်တင်းမောပေါ်မှာပါတဲ့လူတွေအားလုံးဒီပါတဲ့တူသွားပြီဆိုတာစစ်ဆေးအဖွဲ့ကိုတင်ပြပေးပြီလို့ကပရင်ကပြောပါတယ်ဒီလိုင်းမို့တန်လေးကိုခန့်နိုင်ရင်မရှိရင်ဟန်နာအေဂျင့်ဝင်ပြေဖို့
အဖြစ်နိုင်တာကြောင့်ဒီစင်းကိုအောင်မှတကယ်စာမှုကိုဖြေခွင့်ရမှာလို့ပြောပါတယ်အဲ့ချိန်ကျမှခူရာပီကသူကခူရာတာကလန်နောက်ဆုံးတက်ရှင်ကျန်သူလို့ပြောပါတယ်လွန်ခဲ့တဲ့၄နှစ်လောက်ကဒုတိယအဖွဲ့တစ်ခုကသူတို့မျိုးနွယ်ဝင်တစုလုံးတယောက်မကျန်တက်ဖြတ်ခဲ့တာကြောင့်ထွန်လွန်တူးဆိုတဲ့အဖွဲ့ကိုလက်စားရည်ရင်လို့မဟုတ်ဆိုဖြစ်ရှင်တာလို့ပြောပါတယ်အဲ့အဖွဲ့ကအေးစင်းရှိရဲ့ကြီးစားဒုတိယအဖွဲ့ဖြစ်ပြီးဝိုင်းမုတ်ဆိုးတွေတော့မနေနိုင်သေးတာကြောင့်မင်းတို့ဘွားလို့အဟောတိကန်ဖြစ်သွားမယ်လို့ကပရင်ကပြောပါတယ်ထို့အခါခူရာပီကတိမ်မမကြောက်ပဲလက်စားမချီလဲရပဲအချိန်ကုန်သွားမှကိုကြောက်တာလို့ပြောပြီးညလုံးတွေหนีရဲလာပါတယ်အဲ့ခါလီယိုရီကမုတ်ဆိုးဖြစ်လာဖို့အဲ့လိုလုပ်ဖို့လိုလာလို့မေးပါတယ်ခူရာပီကတော့ကြားဖို့ဒီမှာမေကွန်းထဲမှာအဓိပ္ပာယ်မရှိဆုံးမေကွန်းဖြစ်ပြီးမုတ်ဆိုးဖြစ်မှာဝင်ခွင့်ရမယ့်နေရာတွေတိခွင့်ရှိလာမယ့်သတင်းအချက်လက်တွေတာမန်လူတွေလောက်ခွင့်မရတဲ့လုပ်ငန်းဆောင်လာတယ်အဲ့ဒီလိုခမရအောင်တော့လိုက်မမိနိုင်တဲ့အကြောင်းအရာတွေအများကြီးရှိသေးတယ်လို့ပြန်ဖြေပါတယ်အဲ့ချိန်လီယိုရီကဒေါသထွက်နေပြီးခေါင်းကကြားဖြတ်ပြီးလီယိုရီကိုမုတ်ဆိုးဖြစ်ချင်ရတဲ့အကြောင်းရင်းကိုမေးပါတယ်လီယိုရီကတော့တတိဖြစ်ချင်တယ်ဆိုပြီးပတ်စံရတာအရာအလုံးရနိုင်ပြီးအိမ်အကြီးတွေကအကောင်းစားတွေအရက်ဆိုတဲ့တန်ဖိုးအကြီးဆုံးအရက်တွေအဲ့လိုပြောနေရင်တစ်ဆက်တည်းမှာခူရာပီကအစင်တန်းငွေနဲ့ပေးဝယ်လို့မရဘူးဆိုပြီးထပ်ဖိလိုက်ပါတယ်လီယိုရီယိုက3ကရှိပြီးအပြင်ထွက်လာခဲ့လို့ခူရာပီကာကိုခေါ်လိုက်ပါတယ်။အရင်ဆိုင်ခူရာတာမျိုးနွယ်စုကိုအခုပဲအမြင့်ဖြတ်တုတ်တင်ပေးမယ်လို့ပြောပြီးအပြင်ထွက်သွားပါတယ်။ခူရာပီကာကလည်းသူတို့မျိုးနွယ်စုကိုစော်ကားတာကြောင့်ဒေါသထွက်ပြီးနောက်ကလိုက်သွားပါတယ်။ကပရင်ကသူစကားပြောလို့မပြီးသေးဘူးဆိုပြီးတားနေပေမဲ့ခွန်ကတော့လွတ်ထားလိုက်ဖို့ပဲပြောပါတယ်။တစုံတစ်ယောက်ရဲ့အကြောင်းကိုသိရင်သူတို့ဘာကြောင့်စိတ်ဆိုးတယ်ဆိုတာကိုအရင်ဆုံးသိအောင်လုပ်ဖို့သူ့မိမီတို့ဆန်းတင်ထားဖို့လေလို့ပြောပါတယ်။သူတို့နှစ်ယောက်လည်းတယောက်ကြောင့်တယောက်တေချာသိဖို့လိုနေလို့အချင်းချင်းဖြည့်ရှင်းဖို့ပေးလိုက်ပါလို့ခွန်ကပြောပါတယ်။အဲ့ချိန်တမောသားတယောက်ကကပရင်ကိုခေါ်လိုက်ပါတယ်။အကြောင်းကတော့တင်မောရှိမှလေစင်နှမောင်းလို့ဘာလို့ဟာရောက်နေတာကြောင့်ဖြစ်ပါတယ်။ကပရင်ကတော့တင်မောသားတွေကိုရွက်တွေကုန်ချခိုင်းလိုက်ပါတယ်။ခွန်ကတော့တင်မောသားတွေနဲ့အတူကိုညီနေပါတယ်။အဲ့ချိန်ဟိုနှစ်ယောက်ကတော့ဒီလမ်းနေကြရမှာတယောက်ကိုတယောက်ဆရာအိတ်ထိုင်နေကြည့်နေပါတယ်။ခူရာပီကာပြောရတဲ့စကားကိုပြန်ပြောရင်ခွင့်လွှတ်ပေးမယ်လို့ပြောနေပေမဲ့လီယိုရီယိုကတော့အကြီးကိုလေးလေးသားဆက်ဆံဖို့ပဲပြောနေပါတယ်။လီယိုရီယိုဘက်ကလုံးဝပြန်နိုင်အောင်ဆိုပြီးတိုက်ခိုက်ဖို့ဓာတ်ကိုထုတ်လိုက်ပါတယ်။ခူရာပီကာဘက်ကလည်းမတက်နိုင်ဘူးဆိုပြီးသူ့ရဲ့ဓာတ်ကိုထုတ်လိုက်ပါတယ်။ဒီလိုနဲ့တယောက်နဲ့တယောက်တိုက်ခိုက်ဖို့ပြင်နေကြတဲ့အချိန်မှာတင်မောသားလေးကာဆူရိုကရွက်တိုင်ကျုံးနဲ့အတူလေထဲပါသွားပါတယ်။အဲ့ချိန်နှစ်ယောက်သားကာဆူရိုကိုလန့်ဆွဲလိုက်ပေမဲ့မမီတဲ့အခါခွန်ကလေဘောကနေကာဆူရိုစီလန့်ခုန်လိုက်ပါတယ်။အဲ့ချိန်ရံဖြစ်နေတဲ့နှစ်ယောက်လည်းခွန်ချီတော်ကိုလန့်ဆွဲလိုက်တဲ့အခါမှာကာဆူရိုလည်းအသက်ဘေးမှာလွတ်မြောက်သွားပါတော့တယ်။အဖြစ်ပြက်တင်ပြီးသွားတဲ့အချိန်မူတိုင်းလည်းထွက်ခွာသွားပါပြီ။လီယိုရီယိုလည်းသူတာခြေထောက်ကိုဆွဲမထားလိုက်ခွန်အခုချိန်ကမက်စာဖြစ်နေလောက်ပြီလို့စူးနေပါတယ်။ခူရာပီကာရှင်းမကြည့်နောက်မကြည့်နဲ့လို့ပြောနေတဲ့အချိန်ခွန်ကဒါပေမဲ့သူ့ကိုနှစ်ယောက်စလုံးဖမ်းပြီးလိုက်တယ်လို့ပြန်ပြောလိုက်တဲ့အခါနှစ်ယောက်သားပြောစာစကားမဲ့သွားပါတယ်။အဲ့ချိန်ဆိုတော့သူတို့ကဲလိုက်တဲ့တမောသားလေးကာဆူရိုရောက်လာပြီးခွန်ကိုကျေးဇူးတင်စကားလာပြောပါတယ်။ခွန်ကတော့သူတယောက်တည်းကဲခဲ့တာမဟုတ်ဘူး။ဒီကိုနှစ်ယောက်ပါပါတယ်လို့ပြန်ပြောလိုက်ပါတယ်။အဲ့ကတမောသားရဲ့အကုန်လုံးကိုကျေးဇူးတင်ပြီးထွက်သွားပါတယ်။တမောသားလေးထွက်သွားတဲ့အချိန်ခူရာပီကာချိုင်းသွားခဲ့ရင်တောင်းပန်ပါတယ်လီယိုရီယိုဆန်လို့ရိုးရိုးသေးသေးပြောလိုက်ပါတယ်။လီယိုရီယိုကတော့ရုတ်တရက်ကြီးမို့လို့ရှက်ပြီးသင်းနေကြနေရပဲလီယိုရီယိုလို့ခေါ်လဲရတယ်လို့ပြန်ဖြေလိုက်ပါတယ်။သူ့ဘက်ကလည်းပြောခဲ့သမျှအကုန်ရုပ်သိမ်းပြီးရိုင်းသွားခဲ့ရင်တောင်းပန်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်။ထိုအခါကပရင်ရောက်လာပါတယ်။သူတို့၃ယောက်ကိုကြိုက်သွားပြီးစာမိုးပဲနဲ့နီးသုံးစိတ်ကန်ကိုချပေးမယ်လို့ပြောလိုက်ပါတယ်။ခွန်ကစစ်ဆေးတဲ့ဆိုတော့မေးတော့မင်းတို့၃ယောက်အောင်ဝိုင်းပြီလို့ဖြေပြီးတော့အပေါ်တက်သွားပါတယ်။မနေ့ကအပိုင်းပြီးမှာခွန်ကိုရာပီကလီယိုရီယိုတို့ဟာကပရင်ရဲ့စစ်ဆေးမှုကိုအောင်မြင်ပြီးဒိုလဲကျွန်းအောင်မြင်ရောက်ရှိလာခဲ့ပါပြီ။ကပရင်ကတော့သူ့တင်မောသားကိုကဲခဲ့တဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့အခုမြင်နေရတဲ့တောင်ထိပ်ပေါ်ကထင်းယူပင်းစီကိုရောက်အောင်သွားဖို့အကြံပေးခဲ့ပါတယ်။အဲ့ထင်းယူပင်းဟန်နာအေးစမ်းဖီမက်စီသွားဖို့ဖြတ်လန်းပဲလို့ပြောခဲ့ပါတယ်။အဲ့ချိန်အလားတူသူတို့လိုဟန်နာအေးစမ်းဖီမက်လူတစ်ယောက်ကခိုးပြီးနားထောင်နေပါတယ်။ခွန်လည်းကပရင်ကိုနှုတ်ဆက်ပြီးထွက်လာခဲ့ကပရင်ကစိတ်ချလိုက်တော့ချင်းမင်းသားလူကြီးလူကောင်းတစ်ယောက်အဖြစ်ကြီးပြင်းလာတာပဲလို့စိတ်ထဲမှာရေးယူနေပါဒီလိုနဲ့နောက်တစ်ခါမှခွန်တို့၃ယောက်ကိုတွေ့ရပြီးကပရင်ပြောလိုက်တဲ့စကားကိုကျန်တဲ့၂ယောက်ကတန်တရားဝင်နေကြပါတယ်။ခွန်ကတော့တန်တရားဝင်မနေပဲကပရင်ပြောတဲ့အတိုင်းထင်းရှုပင်းစီထွက်လာခဲ့ပါတယ်။လီယိုရီယိုကတော့ယထာနဲ့သွားဖို့ပြောပေမဲ့ခွန်ကတော့တတပြပြီးထွက်သွားခဲ့ပါပြီ။အချိန်ကိုရာပီကကပရင်အကြံပေးတာတက်ခွန်ရဲ့အပြုအမူကပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကြောင့်သူလည်းခွန်နဲ့အတူလိုက်သွားမယ်ဆိုပြီးထွက်လာခဲ့ပါတယ်။လီယိုရီယိုကတော့တားမရတာကြောင့်နောက်မှဆုံကြတာပေါ့ပြောပြီးသူတယောက်တည်းထွက်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းလျှောက်ရင်ဘေးနားလူ၂ယောက်ကဟန်နာအေးစမ်းဖီမက်စီကိုဘယ်ရထားမှမရဘူးဆိုတာကြားလိုက်ရတော့သူလည်းခွန်နဲ့ကိုရာပီကာတို့စီပြန်ပေးရပါတော့တယ်။သူတို့နဲ့အတူတူစောစောခိုးနာထောင်နေတဲ့နှာခေါင်းကြီးနဲ့လူတယောက်ကပါနောက်ကခိုးလိုက်လာခဲ့ပါတယ်။ဒီလိုနဲ့ရှောင်းရင်မျက်နှာဖုံးတွေဝတ်ထားတဲ့လူတစုနဲ့အဖွားကြီးတယောက်ကိုတွေ့ပါတယ်။အဖွားကြီးကစစ်လို့ရှားစီကနှစ်ခုလေးကတစ်ခုယူရတဲ့မိကုံမေးမယ်လို့ပြောပါတယ်။ရုတ်တရက်ကြောင်နေကြတဲ့အချိန်တောင်ထိပ်ကထင်းယူပေးသွားမှမလားလို့ဖွားကြီးကမေးကအတစ်ပေးစီရောက်ဖို့ဆိုရင်ဒီမျိုးကနေဖြတ်သွားမှရမယ်လို့ပြောပြီးမိကုံတစ်ခုမေးမယ်လို့ပြောပါတယ်။မိကုံကိုဖြေဖို့အချိန်5စက္ကန့်ရပြီးအဲ5စက္ကန့်တွင်မဖြေနိုင်ရင်အရေးချင်းမပြည့်မီဘူးလို့သတ်မှတ်ပြီးဟန်နာအိဇန်ကိုဝေဖြေခွင့်ရမှာမဟုတ်တော့ပါဘူး။အချိန်ခူရာပီကဒါရီယာဟန်နာအိဇန်တစိတစ်ပိုင်းပဲဆိုတော့နားလည်သွားပါတယ်။အဖေကနံပါတ်1နဲ့နှစ်ခုယူရမှာဖြစ်ပြီးအဲ့လိုမဟုတ်ပဲတခြားဟာတွေဖြစ်ရင်ချက်ချင်းပယ်ချခံရမှာဖြစ်ပါတယ်။လီယိုရီယိုက3အောင်လို့အတွက်အဖြေတစ်ခုတည်းရှိပြီးတယောက်မှားသွားရင်3အောင်လုံးပယ်ချခံရမှာလားလို့မေးနေချိန်ခူရာပီကတော့လီယိုရီယိုမှားသွားလို့3အောင်လုံးပယ်ချခံရမှာပဲစိတ်ပူတာလို့နှိုက်လိုက်ပါတယ်။ခွန်ကတော့တယောက်ချင်းပြေမဲ့စားအားလုံးပေါင်းပြီးဖြေပါလားလို့အကြံပေးပြီးသူကတော့မိကုန်းတွေဖြေတာတိတ်မကျွမ်းလို့ပြောပါတယ်။ဒီချိန်မှာနောက်ကခိုးလိုက်လာတဲ့သူရောက်လာပြီးမဟုတ်ရင်သူပဲအရင်ဖြေလိုက်မယ်လို့ဝင်ပြောပါတယ်။မင်းကဘသူလဲမေးတော့စိတ်ကမ်းမာတွေကကျွန်တော်တို့တော့လိုက်နေတာလို့ခွန်ကပြောပါတယ်။ပြီးတော့လီယိုရီယိုကသူကအရန်လောနေတော့သူ့ကိုပဲဦးစားပေးလိုက်မယ်လို့ဆိုကကိုပဲကရင်သွားတော့မင်းတို့အတွက်ထောင်ချောက်ဆင်ထားလို့ရတာပေါ့အယူတွေလို့ဆေးရပြောနေပါတယ်။အဲ့ချိန်အဖွားကြီးကမင်းကုန်းစ
မိပါတော့တယ်မိကုန်းကအမေဖြစ်သူနဲ့ချစ်ရသူလူစိုးတွေဖမ်းသွားရင်ဘသူ့ကိုရွေးမလဲဆိုတာဖြစ်ပါတယ်သူကတော့အမေကိုရွေးပြီးအဖွားကြီးကဘာလို့လဲလို့မေးတဲ့အခါအမေဆိုတာမျိုးကအစားထိုးလို့မရနိုင်ပဲချစ်သူဆိုတာမျိုးကအစားထိုးလို့ရနိုင်တာကြောင့်လို့ပြန်ဖြေပါတယ်အဲ့ချိန်အဖွားကြီးကသွားလို့ရပြီလို့ပြောကဟိုဘဲကအဖွားကြီးကြားချင်တဲ့အဖေမျိုးဖြေပေးလိုက်ရင်ပြီးနေတာပဲလို့ပြောပြီးထွက်သွားပါတယ်လီယိုရီယိုကတော့အဖေမှန်ကိုလက်မခံနိုင်ပဲအဖွားကြီးလိုချင်တဲ့အဖေကိုဖြေပေးလိုက်ရင်မှန်သွားလို့လားလို့မေးနေပါတယ်သူကတော့လိန်ညာကြီးမဖြေချင်တာကြောင့်တခြားလမ်းသွားဖို့ပြင်လိုက်ပေမဲ့အဖွားကြီးကမိကုန်းမဖြေရင်ပေချတဲ့ထဲပေါသွားမယ်လို့ပြောပါတယ်လီယိုရီယိုကမိကုန်းတွေကအဖေမှန်ကိုရွေးလို့မရနိုင်တဲ့မိကုန်းတွေဆိုပြီးပေါက်ကွဲနေတဲ့ချိန်ကူရာပီကတခုခုကိုနားလည်သွားပါတယ်လီယိုရီယိုပြောဖို့လုံနေတဲ့အချိန်အဖွားကြီးကသဘောပေါက်သွားတာကြောင့်ကူရာပီကကိုဘာစကားမှမထွက်ဖို့ပြောပြီးအဖေမှန်လွယ်ပြီးတခြားမဆိုင်ရတဲ့ပြောရင်ချက်ချင်းပေချခံရမယ်လို့ပြောကမိကုန်းမေးပါတော့တယ်မိကုန်းကတော့တားနဲ့သမီးပြန်ပေးဆွဲခံရရင်ဘသူ့ကိုကယ်မလဲဆိုတာဖြစ်ပါတယ်နံပါတ်1အနေနဲ့တားဖြစ်ပြီးနံပါတ်2ကတော့သမီးဖြစ်တယ်ဆိုပြီးစက္ကန့်စရပါတော့တယ်လီယိုရီယိုကတော့တမင်မင်းနေတယ်ဆိုပြီးဘေးကတေးသားချောင်းကိုဆွဲကအဖွားကြီးကိုရိုက်ဖို့ပြေးနေပါတယ်အချိန်စီးပြီးဆိုတာနဲ့အဖွားကြီးစီခုံကဒုံးနဲ့ဝင်ရိုက်ပါတော့တယ်အချိန်ကူရာပီကစိတ်အေးထားဖို့ပြောပြီးဝင်တားကအဖေမှန်ဖြေပြီးသွားပြီလို့ပြောပါတယ်အဖေမှန်တော့အဖေမရှိတဲ့မိကုန်းအတွက်ဖြေတရားမလို့ပဲနှုတ်ဆိတ်နေခြင်းသာဖြစ်ပါတယ်စောနကလူကိုမေးတော့မှန်တယ်လို့ပြောတာမဟုတ်ပဲသွားလို့ရပြီပဲပြောတာဆိုပြီးကူရာပီကရှင်းပြပါတယ်အဲ့ချိန်မှာဒီစင်းကအစိတ်ထဲကိုစစ်ဆေးတဲ့အဆင့်ဆိုတာသဘောပေါက်သွားကြပါတယ်အဖွားကြီးလည်းအဖေမှန်တာကြောင့်ဘေးကတကားကိုဖွင့်ပေးပြီး2 နာရီလောက်ရှောက်ကမဲ့လမ်းကိုပြလိုက်ပါတယ်သူတို့သွားမဲ့တစ်ပင်အောင်မှာလမ်းပြနေတဲ့ဆောင်ရွက်ပေးမဲ့အဖွဲ့ရှိပြီးသူတို့ရဲ့တတ်မှတ်ချက်နဲ့တာကိုင်းညီဆောင်းမွေးစစ်ဆေးမဲ့နေအောင်လိုက်ဖို့ပေးလိမ့်မယ်လို့ဖွားကြီးကမှားလိုက်ပါတယ်လီယိုယူကတော့စောနကရိုင်းသွားတဲ့အတွက်ဖွားကြီးကိုပြန်တောင်းပန်နေပြီးဖွားကြီးကတော့တောင်းပန်နေတယ်မလို့ပဲသူ့လိုလူမျိုးတွေကိုတွေးကြည့်လို့ဒီအလုပ်ကိုလက်ခံခဲ့ရလို့ပြောပြီးမိုးစိုးကောင်းတယောက်ဖြစ်အောင်လုပ်ဖို့မှားလိုက်ပါတယ်အဲ့ချိန်ကွန်တယောက်ကတော့အဖေမှန်ကိုစဉ်းစားလို့မရတာကြောင့်ခေါင်းကိုက်နေပါတယ်အဖေမှန်ကိုဖြေပြီးပြီဆိုပေမဲ့တကယ်လက်တွေ့မှာဖြစ်လာရင်ဘသူ့ကိုယူရမယ်ဆိုတော့မသိလို့ဖြစ်ပါတယ်ဒီကံသားရဲ့အဓိကရည်ရွယ်ချက်ကအနာဂတ်ကာလမှာခါတီရဲ့အမှန်တရားနဲ့ကြောင်းအောင်မလို့ဖြစ်နိုင်ရရှိတဲ့ကိစ္စအတွက်ကိုယ့်ဘက်ကပြင်ဆင်ထားမှရည်ရွယ်ထားတဲ့ပန်းတန်ကိုရောက်နိုင်မယ်ဆိုပြီးအဖွားကြီးကပြောရင်ကွန်တို့3ယောက်လည်းခရီးဆက်လာခဲ့ပါပြီသူတို့လမ်းလျှောက်နေရညနေဆောင်မှောင်ရင်ပြိုးတဲ့အထိမရောက်သေးတာကြောင့်ထုံးစံတိုင်းလီယိုရီယိုကတော့ပွားစီပြောနေပါတယ်တနေရာရောက်မှာတော့မော်တရဝါများရှိတဲ့အကြောင်းတတိပေးထားတဲ့တတိပေးဆိုင်ဘုတ်ကိုတွေ့ရပါတယ်လီယိုရီယိုကဘိုက်စာပြီးနားကျင်တဲ့အကြောင်းအော်ပြောနေတဲ့ချိန်ကိုရာပီကအိမ်တလုံးကိုတွေ့လိုက်ရပါတယ်လူရှိမဲ့ထင်တဲ့တွားကြည့်လိုက်တဲ့အခါဘယ်သူမှရှိမနေပဲအိမ်စကားကပွင့်နေပါတယ်ဒီလိုနဲ့အိမ်ထဲဝင်ကြည့်တဲ့အခါအိမ်ထဲမှာလူ2ယောက်နဲ့မော်တရဝါကြီးတစ်ကောင်တွေ့ပါတယ်အဲမော်တရဝါကြီးရဲ့နာမည်ကကီရီကိုဖြစ်ပြီးလူပုံစံပြောင်းနိုင်တဲ့အပြင်တအားလေမော်တရဝါဖြစ်ကြောင်းကိုရာပီကရှင်းပြပါတယ်လက်ထဲမှာလည်းမိန်းကလေးတစ်ယောက်ကိုဖမ်းထားပြီးဘေးမှာလည်းယောက်ျားလေးတစ်ယောက်ကသွေးတွေနဲ့လဲနေပါတယ်ချက်ချင်းဆေးခိုးရမယ်လို့လီယိုရီကပြောနေတဲ့ချိန်မော်တရဝါကြီးကခေါက်ပိုးပေါက်ကနေခုတ်ထွက်သွားပါတယ်မော်တရဝါကြီးခေါက်ပိုးပေါက်ကနေခုတ်ထွက်သွားတဲ့ချိန်တန်ရာရနေတဲ့သူကိုလီယိုရီနဲ့ထားခဲ့ပြီးခွန်းနဲ့ကိုရပီကတော့မျိုးသမီးကိုဖမ်းသွားတယ်မော်တရဝါနောက်လိုက်ခဲ့ပါတယ်ခွန်းကဖမ်းထားတဲ့လူကိုလှုပ်ဖို့ပြောတဲ့အခါမော်တရဝါကြီးကလာယူနိုင်လာယူလို့ပြန်ပြေးတဲ့အခါခွန်းလည်းကြောင်သွားပါတယ်ကိုရပီကမော်တရဝါကြီးကလူစကားပြောနိုင်တာကြောင့်အန်အောမနေပဲဆက်လိုက်ဖို့ပြောပါတယ်အဲ့ချိန်ခွန်းကအကြံတစ်ခုရသွားပြီးမော်တရဝါကြီးကိုအယူကောင်ကရီကိုလိုလန့်ခေါ်ကအိမ်မြန်တဲ့အချိန်နဲ့တရဝါကြီးရဲ့ပေါ်ရောက်သွားပါတယ်မော်တရဝါကြီးအန်အောနေတဲ့ချိန်ခွန်းရဲ့ငများချင်းနဲ့မော်တရဝါကြီးရဲ့ခေါင်းထိအောင်ရနိုင်တဲ့ချိန်ပြုတ်ကျသွားတဲ့မျိုးသမီးကိုကူရာပီကဖမ်းလိုက်ပါတယ်ခွန်းကမော်တရဝါနောက်ဆက်လိုက်ပြီးကူရာပီကမျိုးသမီးအစဉ်ပြေရလို့မေးနေပါတယ်လင်တာယူတဲ့မျိုးသမီးကတော့ဘာပြန်မဖြေပဲသူ့ယောက်ျားကိုသာမေးနေပါတယ်ကူရာပီကစိတ်မပူဘူးပြောပြီးအမျိုးသမီးလက်ကတူတူကိုမြင်သွားကတခုခုကိုနားနေသွားပါတယ်အဲ့ချိန်လီယိုရီယိုရောက်လာပြီးကူရာပီကဟိုအမျိုးသားကိုမေးတော့ဒန်ယာကထင်တယ်လို့မပြင်းထန်တာကြောင့်ခိုက်ခဲပြောက်ဆေးပေးပြီးဂရင်ပေါ်လှည့်ထားခဲ့လို့ဖြေပါတယ်အဲ့ချိန်ကူရာပီကသူ့ရဲ့လက်နဲ့လီယိုရီယိုရိုက်လိုက်ပါတယ်တကယ်တော့လီယိုရီယိုကအစ်စ်မဟုတ်ပဲအယောင်ဆောင်ထားတဲ့မော်တရဝါဖြစ်နေပါမော်တရဝါကြီးကအယောင်ဆောင်ထားတာကိုဘယ်လိုသိရလဲမေးတော့အယောင်ဆောင်တာကိုသိတာမဟုတ်ဒန်ယာရဲ့လူကိုဂယူးဆိုင်ဖို့ပြောထားတာကိုဒန်ယာရနေတဲ့သူကိုတယောက်တည်းထားခဲ့ပြီးထွက်လာလို့ရိုက်တာလို့ပြန်ဖြေပါတယ်အဲ့ချိန်မော်တရဝါကြီးပြန်ထွက်သွားပြီးကူရာပီကအမျိုးသမီးကိုဘယ်သူလဲလို့မေးနေပါတယ်ကွန်ကတော့မော်တရဝါကြီးကိုလိုက်နေတဲ့ဖြစ်ပြီးတနေရာရောက်မှာတော့ကြောက်ကမ်းပါတစ်ခုကိုပြုတ်ကျသွားပါတယ်ခမားလေးအကူကြီးရောက်ပြန်တက်လာနိုင်ပြီမော်တရဝါကြီးနဲ့ထိတ်တိုက်တွေ့ပါတော့တယ်မော်တရဝါကြီးရဲ့စကားကြီးပြောနေပေမဲ့ကွန်ကတော့ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးတခုခုရှာနေပုံရပါတယ်မော်တရဝါကြီးကသူ့လက်သေးနဲ့တိုက်ခတ်ဖို့လုံးနေတဲ့ချိန်ကွန်ကသူငပြားချင်းနဲ့ရိုက်ခဲ့တဲ့မော်တရဝါကြီးမဟုတ်တာကြောင့်ဘယ်သူလဲလို့မေးနေပါတယ်မော်တရဝါကြီးကစောစောတယောက်နဲ့သူနဲ့တသက်စီဆိုတာဘယ်လိုခွဲခြားလဲလို့မေးတဲ့အခါမျက်လုံးလည်းမတူအတန်လည်းမတူတာကြောင့်လို့ကွန်ကပြန်ဖြေပါတယ်မော်တရဝါကြီးလည်းအဲ့ဒါကြောင့်ကောင်းလေးကိုသဘောကျသွားပါတယ်နောက်တစ်ခါမှအားလုံးကိုတွေ့ရပြီးမော်တရဝါကြီးကသူတို့နှစ်ယောက်ကိုခွဲနိုင်တဲ့သူမရှိရနှစ်တော်ကြပြီလို့ပြောပြီးဝမ်းသာနေပါတယ်အဲ့ချိန်လီယိုရီကဒီနှစ်ကောင်လုံးရဲ့အတန်နဲ့မျက်လုံးကိုခွဲနိုင်လာလို့တိုးတိုးလေးကူရာပီကောင်မေးနေပါတယ်ကူရာပီကလည်းမခွဲနိုင်တဲ့အကြောင်းပြန်ပြောပါတယ်ခွန်ကတော့ဟိုကောင်အမဟိုကောင်အထီလို့ပြောနေတဲ့ချိန်ဟိုနှစ်ယောက်ကနားမလည်နိုင်ပဲကြောင်ပြီးပဲကြည့်နေရပါတယ်အဲ့ချိန်သူတို့ကဟန်နာရီစန်းအတွက်ဘေးကနေကူညီပေးနေတဲ့လမ်းပြရည်လို့မိတ်ဆက်ပါတယ်ဟန်နာရီစန်းပြင်မဲ့နေရာနှစ်တိုင်းနေရာပြောင်းနေရကြောင်းနေရာကိုတီးဖို့ခက်ခဲတဲ့အတွက်သူတို့ကလမ်းပြအဖြစ်ဆောင်ရွက်နေရလို့ပြောပါတယ်ဒါပေမဲ့လူတိုင်းမဟုတ်ပဲလာပြင်မဲ့သူတွေရဲ့အရေးချင်းကိုအရေးဆုံးစစ်ဆေးပါသေးတယ်ကူရာပီကမျိုးသမီးရဲ့လက်ကိုကြည့်ပြီးသူတို့နှစ်ယောက်လင်မြမဟုတ်ကြောင်းစစ်ဆေးနိုင်တာဘုသူရပြေဆုံးနေဆိုတာကိုဖော်ပြနိုင်တဲ့အတွက်အောင်မြင်သွားပါတယ်လီယိုရီယိုကတော့အမျိုးသားရဲ့တရုတ်မှန်ကိုမဖော်ပြနိုင်ပေမဲ့အခြားဆရာဝန်တစ်ထက်ဆိုင်ဒဏ်ရာကိုကုသပေးတာအတော်ကောင်းမွန်လာရဲ့ကုသပေးနေတဲ့တခြားမျိုးသမီးကိုစိတ်မပူဖို့အားပေးနေရရဲ့ကြောင့်ကျင်နာတတ်တဲ့လူတစ်ယောက်အတွက်ဟန်နာရီစန်းဝင်ပြေဖို့ထိုက်တန်တယ်လို့ယူဆတဲ့အတွက်လီယိုရီယိုလည်းအောင်သွားပါတယ်နောက်ဆုံးချန်တဲ့ခုံးကတော့အကဲဖြတ်သုံးသပ်နိုင်တာရဲ့ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာပုံမှန်ထက်ကြက်ခိုင်နေရရဲ့ကြောင့်သူလည်းပဲအောင်သွားပါတယ်အဲ့လိုမ
နေ့အပိုင်းပြီးမှာကီရီကိုမျိုးနွယ်ရဲ့အကူအညီဖြစ်ဂုံးတို့၃ယောက်ကစာမွေးပွဲကျင်းပမဲ့ဇာဗန်မြို့ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်လီယိုရီကဇာဗန်မြို့ဟာမကောင်းတဲ့ထွက်နေတဲ့မြို့မှတ်လားလို့မေးပါတယ်ခိုရာပီကမြို့ကြီးပြကြီးမှန်သမျှဒုစရိုက်မှုနဲ့ဘယ်ကင်းပါမလဲလို့ရှင်းပြပါတယ်အဲ့အချိန်ဒေါသလေးခွန်ကတော့တွေးသမှသူ့အတွက်အဆန်းဖြစ်နေပါတယ်ကီရီကိုမျိုးနွယ်ရဲ့တယောက်ကလမ်းပြအဖြစ်လိုက်လာပြီးတနေရာအရောက်မှာအဆောက်အဦတစ်ခုကိုလက်ညှိုးထိုးပြပါတယ်ကြီးလိုက်တဲ့အခါအဆောက်အဦကအကြီးဖြစ်နေတာကြောင့်ခွန်ကတော့ပြောနေပါတယ်၃ယောက်တော့အဆောက်အဦရှိကိုလာပြီးဒါကကဘာရဲကမစိုးဖြစ်ခြင်းတဲ့လူတွေစုဝေးတဲ့နေရာပေါ့ဆိုတာအဆောက်အဦကိုကြည့်နေပါတယ်အဲ့ချိန်ကီရီကိုမျိုးနွယ်ဝင်လမ်းပြသူ့စီလာဖို့ခေါ်ပြီးသူတို့ဝင်ရမယ့်အဆောက်အဦကိုပြပါတယ်လီယိုရီကတော့ရိုးတာမန်စားတော့ဆိုင်လေးဖြစ်တာကြောင့်ဟန်နာအိမ်ဆန်းဖြစ်မဲ့လူတွေအားလုံးနေဖို့အဖြစ်နိုင်လို့နောက်နေရတာလို့မေးပါတယ်အားလုံးကမဖြစ်နိုင်ဘူးဆိုပေမဲ့လမ်းပြမြေပုံရဆိုဒီနေရာသေးကြတာကြောင့်အထက်ကိုခေါ်သွားပါတယ်အထက်ရောက်တော့ဆိုင်ရှင်နဲ့လမ်းပြလူတွေမေးမိအောင်စကားဝတ်တွေနဲ့စကားပြောနေပါတယ်အဲ့လိုနဲ့ခဏလောက်စကားပြောပြီးဂုံးတို့၃ယောက်ကိုအခန်းထဲလိုက်ပို့ပါတယ်လမ်းပြအခန်းထဲမှာစောင့်ဖို့ပြောနေချိန်ဂုံးကတော့အသားကင်စားကျင်နေတာကြောင့်ဒီအထက်ကိုရောက်ဖို့စကားဝတ်အနေနဲ့တုံးတဲ့ကြောင်းခူရာပီကရှင်းပြပါတယ်လမ်းပြနောက်တစ်ခါသူတို့၃ယောက်ကိုလမ်းပြအဖြစ်ဆောင်ပေးခြင်းကြောင်းပြောပြီးနှုတ်ဆက်ကထွက်သွားပါတယ်လမ်းပြထွက်သွားပြီးချင်းအခန်းကမြင်းကလေးလှုပ်သူတုံးခါသွားတာကြောင့်အားလုံးကတက်လီကားဆိုတာသဘောပေါက်သွားကြပါတယ်အဲ့ချိန်ဂုံးကလူတစ်တွေရဲ့စစ်စင်းတော့၃နှစ်မှာတစ်ချိန်ပဲအောင်နိုင်တာကြောင့်အဲ့လောက်ထိခက်ခဲတာလို့မေးနေပါတယ်တချို့စစ်စင်းမှုတွေကခန္ဓာကိုယ်ကြန့်ခိုင်မှုနဲ့စိတ်သက်ကြန့်ခိုင်မှုအားနည်းတာတွေကြောင့်လူတစ်တွေကိုအကောက်ကျန်မှုရှိတာကြောင့်လို့ကူရာပီကရှင်းပြပါတယ်အဲ့ဒါကြောင့်မုံဆိုးပြဖို့အရာရာကိုသတိရတဲ့အကြောင်းကိုကနားလည်သွားပါတယ်ဒါပေါ့မိတ်ဆွေလေးရဆိုပြီးလီယိုရီယိုကမုံဆိုးဆိုတာကဘာပေါ်မှာပတ်စံအရှာနိုင်ဆုံးလူသားတွေပဲလို့ပြောပါတယ်ကူရာပီကလက်မခံပဲမုံဆိုးဆိုတာကဘာပေါ်မှာဂုံးတီအရှိဆုံးလို့ပြန်ပြောပါတယ်အဲ့ချိန်မှာနှစ်ယောက်သားငွေမတ်တဲ့ကောင်ဂုံမတ်တဲ့ကောင်ဆိုပြီးထားကင်နေကြပါတယ်လီယိုရီယိုကမင်းမဲ့စဉ်းစားကြည့်ကဘာအချမ်းသာဆုံးစည်ရင်းထဲမှာမုံဆိုးတွေကနှစ်တန်းအယောက်90ကျော်ပါတယ်လို့ဂုံးကိုပြောပါတယ်မုံဆိုးဖြစ်ပြီးတားရဲလိုက်ဖမ်းတာယတနာတိုက်ရှာတာတို့ကိုဒုတိယတန်းသားမုံဆိုးတွေပဲလုပ်တယ်လို့ခူရာပီကပြောတာလူသားတွေနဲ့တဘာဝတယံဇာတာကိုထိန်းသိမ်းပေးတဲ့သူတွေကမှတကယ်မုံဆိုးစစ်လို့ဆိုပါတယ်တခါလီယိုရီယိုကဂုံးမုံဆိုးတာဖြစ်ရင်တိုင်းပြည်တော်တော်များများကိုတကားမရှိဝင်ထောက်ခွင့်ရသွားတဲ့အပြင်အများသောဝန်ဆောင်မှုအတွက်တပြားမှပေးရမလို့ဘူးဆိုတာကျိုးမြတ်တွေအများကြီးပဲလို့ပြောပါတယ်နောက်ထပ်ကူရာပီကမုံဆိုးတွေအတွက်ခက်ခဲကြမ်းတမ်းတဲ့တာဝတ်တွေအများကြီးရှိတယ်ဆိုပြီးဥပမာအနေနဲ့ရှေးဟောင်းပစ္စည်းတွေနဲ့အန်ဒီရပေးနိုင်တဲ့တရက်ဝါတွေကိုထိန်းသိမ်းဆောက်ရှောက်ပေးတာမျိုးဗရန်ပြေးတွေနဲ့ကျင်းဝမလိုက်နိုင်တဲ့မုံဆိုးတွေကိုဖမ်းဆီးပေးရတယ်လို့ဆိုပြီးထပ်ပြောပါတယ်တယောက်ကငွေကြီးနဲ့နာမည်ကျော်ကြားမှုတွေကြောင့်လူတွေမုံဆိုးဖြစ်လာအောင်စူးစမ်းလာကြတာလို့ပြောပြီးတယောက်ကဘဝတုဒ္ဒကျေဝမှုကျမ်းမာတဲ့ခန္ဓာကိုကြမ်းခိုင်တဲ့စိတ်ထားဇွဲလုံးလာရှိမှုဒီလိုရည်သွေးတွေကသာမုံဆိုးကောင်းတယောက်ကိုဂုံတက်စီရလို့ပြောပါတယ်နှစ်ယောက်သားငင်းခုန်နေကြပြီးဂုံးရဲ့ရည်ရဲကိုထပ်မေးပါတယ်ဂုံးလက်ကြောင်နေရင်တိုက်ဆိုင်စွာဓာတ်လေကရက်သွားပြီးဟန်နာရီဆန်းဖီမက်စီကိုရောက်ရှိလာခဲ့ပါပြီအခန်းထဲမှာတော့ဟန်နာရီဆန်းဖီမက်လူတွေအများကြီးကိုတွေ့ရပြီးစိတ်ကန်းတဲ့လူတွေတယောက်မှမပါတာကိုသတိထားမိပါတယ်ကိုရာပီကအားလုံးကကိုယ်ပိုင်ကျွမ်းကျင်မှုရှိတဲ့လူတွေဆိုတာသတိထားမိပြီးအဲ့ချိန်အစင်းအောင်ဂျိုသားလေးတယောက်ကနံပါတ်ပြားကြီးလာပေးပါတယ်လီယိုရီယိုက403ကိုရာပီက404ဖြစ်ပြီးဂုံးကတော့405ဖြစ်ပါတယ်အစင်းအောင်ဂျိုသားလေးကအဲ့နံပါတ်ပြားတွေကိုရင်ဘက်မှာအမျက်ချိဆွဲထားပြီးတောက်မတော့ထိန်းသိမ်းထားဖို့မှာကထွက်သွားပါတယ်ဂျိုသားလေးထွက်သွားပြီးနောက်လူတယောက်ကဂုံးတို့အဖွဲ့ကိုလမ်းခေါ်ပြီးသူ့နာမည်ကတွန်းပတ်ဖြစ်ကြောင်းအောင်မိတ်ဆက်ပါတယ်ဒီနေရာမှာနာမည်တွေခေါ်တာကိုထန်ကလေးမကြတာကြောင့်တီးခံပေးဖို့မှားခြင်းပါတယ်ဇလန်းအောင်ဆက်ရရင်စောနကတွန်းပတ်ဆိုတဲ့လူကဟန်နာရီဆန်းအောင်ပြည်က35ချိန်ရှိပြီဆိုတာသိကျင်တာရှိရင်အချိန်မရေမေးလို့ရတယ်လို့ပြောပြီးစစ်စင်းမှုနဲ့ပတ်သက်ဝိုင်းတယောက်ဖြစ်ကြောင်းကသူ့ကိုယ်သူအမောတင်လိုက်ပါသေးတယ်တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်မိတ်ဆက်ပြီးဂုံးကတွန်းပတ်ကိုသူ့လိုဝိုင်းဖြေဆိုသူတွေရှိသေးလားလို့မေးပါတယ်သူကတော့ဝိုင်းဆုံးဖြစ်ပြီးသူ့လိုပဲခဏခဏလာပြီးရဲ့လူတွေရှိကြောင်းပြောပြီးပထမဆုံးတယောက်ကနဖတ်သမားတိုတိုလို့ပြောတာခေါင်းနေရာမှာကြီးမှပြီးညံလန်ထိုက်တဲ့လောက်ကောင်းတယ်လို့ပြောပါတယ်နောက်တယောက်ကမွေးလန်းပဲဆရာဘာပုံဖြစ်ပြီးညိုတီထားတတ်တာကြောင့်သူနဲ့ကင်းအောင်နေဖို့မှားပါတယ်နောက်တယောက်ကကွန်ဖူးဆရာဘိုဒိုရိုဖြစ်ပြီးအသက်ကြီးနေပေမဲ့ကိုယ်ခံပညာမှာတစ်ဖက်ကန်းခံတတ်တဲ့ဆရာတယောက်လို့ပြောပါတယ်နောက်ထပ်အာမိုရီအီမိုရီနဲ့အိုမိုရီဆိုတဲ့ညီကို၃ယောက်ဖြစ်ပြီးသူတို့၃ယောက်ရဲ့အတွဲညီမှုကရှင်းရခက်တယ်လို့ဆိုပါတယ်နောက်တယောက်ကတားရဲမို့ဆိုခါရီတာဖြစ်ပြီးသူ့ရဲ့ကျွမ်းကျင်မှုကတော့မြားနဲ့ဘလို့ပြစ်မှတ်မျိုးမဆိုထိအောင်ပြစ်နိုင်တယ်လို့ဆိုပါတယ်တခြားလူတွေကြံနေသေးပေမဲ့အခုပြောသွားတဲ့လူတွေကအများဆုံးစည်ရင်းဝင်နေလို့ဆိုပြီးပြောနေတဲ့အချိန်မှာလူတယောက်ရဲ့အော်တန်ကိုကြားလိုက်ရပါတယ်အော်လင်ရဲ့လူရဲ့တကူလုံးကအနီရောင်ပွေလေးတွေဖြစ်ပြောင်းသွားပြီးအဲ့လိုဖြစ်အောင်လုပ်တဲ့လူကတော့ဂျိုကာမျက်နှာနဲ့တယောက်ပဲဖြစ်ပါတယ်အဲ့ချိန်ထရွမ်ပါစစ်တစားကောင်တော့ရောက်လာပြီဟုဆိုကသူ့နာမည်ကပစ္စလက်ပညာရှင်ဟီဆိုကာလို့ပြောပြပါတယ်မနစ်တုန်းကစစ်ဆေးမှုကိုအောင်မြင်ကန်တဲ့အချိန်မှာစစ်ဆေးသူတွေကသဘောမကျတဲ့လူတွေကိုလိုက်တက်တာအကုန်လုံးနှီးပါပဲလို့ပြောပြပါတယ်လီယိုရီကအဲ့လောက်တော့ဖြစ်ထားတာပြန်ဖြေခိုင်းသီးလားလို့ပြီးတော့နှစ်တိုင်းစစ်ဆေးမဲ့သူနဲ့စစ်ဆေးမဲ့နေရာပြောင်းနေပြီးဘလို့စစ်ဆေးမဲ့ဆိုတာကလည်းစစ်ဆေးမဲ့သူရဲ့သဘောဖြစ်တာကြောင့်ရတယ်လို့ပြန်ရှင်းပြပါတယ်စစ်ဆေးသူကအောင်တယ်ဆိုရင်မကောင်းဆိုးဝါးဖြစ်နေရင်တောင်မှအောင်တာပဲလို့ပြောပြီးတစ်ဆက်တည်းမှာတွန်းပါသူ့အိတ်ထဲကအချိုရည်ဘူးကိုထုတ်ကမဖြစ်စီပြည့်အနေနဲ့ဆိုပြီးတယောက်တပူးတိုက်ပါတယ်ဒါပေမဲ့ဟိုကတောက်စီကျင်လို့မဟုတ်ပဲဟန်နာအိမ်ဆန်းပြင်မဲ့လူအရေးအတွက်ရော့အောင်အချိုရည်ဘူးထဲမှာပြင်းပါတယ်ဆိုတဲ့ဝမ်းနှုတ်ဆေးတွေကိုထည့်ထားတာပဲဖြစ်ပါတယ်ဒါပေမဲ့ဂုံးကတောက်လိုက်တဲ့အခါအရသာတစ်မျိုးဖြစ်နေတာကြောင့်ဒိန်းလိုနေတဲ့ထင်ပြီးချက်ချင်းထွေးထုတ်လိုက်ပါတယ်အဲ့အခါတွန်းပါချက်ချင်းပြန်တောင်းမှပြီးတွတ်လို့ဝက်ချက်တွေပေါ်သွားမှဆိုတဲ့အတွက်ချက်ချင်းလက်ထွက်ခဲ့ပါတယ်တွန်းပါကတော့ဒီနေ့လာဖြစ်သူတွေနည်းနည်းထူးဆန်းနေရဆိုပြီးအဲ့ထဲမှာဟန်ဆိုတဲ့ကရုံးနေရတယောက်လည်းပါတယ်လို့ပြောနေပါတယ်အဲ့ချိန်မျက်နှာမှာအတ္တိဆိုင်ထားတဲ့တယောက်ကသူ့စီမှာလူသက်ချင်တဲ့အငွေသက်တွေရနေတာကြောင့်အနားတော်ကတ်လို့မရဘူးလို့ဆိုပါတယ်သူ့လိုပဲအနားတော်ကတ်လို့မရတဲ့လူနောက်တစ်ယောက်ရှိ
ရှိသေးတယ်လို့ဆိုကကွန်ပျူတာတစ်လုံးနဲ့လှုပ်ရှုပ်နေတဲ့နီကိုလက်ဆိုတဲ့လူကိုကြည့်ပြီးအချိုးသွားလိုက်တာကိုတွေ့ရပါတယ်တွန်းပါသူ့နာမည်ကိုမိတ်ဆက်ခဲ့ပြီးနီကိုလက်ကတော့နာမည်သိရနဲ့ကွန်ပျူတာမှာရှာပြီးသူ့ရဲ့မှတ်တမ်းတွေကိုအကုန်ပြောပြခဲ့ပါတယ်တွန်းပါကတော့သူ့အချိုးကိုအတင်းတိုက်နေပေမဲ့နီကိုလက်ကတော့ခမရရဲ့စစ်ဆေးမှုကိုအောင်မြင်သွားခြင်းတဲ့စိတ်မျိုးမရှိဘူးဆိုကလူသစ်ဖြစ်စီရေးသမားတွန်းပါလို့ပြောပါတယ်နီကိုလက်ကတော့သူတည်ထားသမျှအချက်လက်တွေကိုဘယ်သူမှပြောပြမှာမဟုတ်လို့ခမရစီစဉ်ထားတဲ့အတိုင်းသာဆက်လုပ်ဖို့ပြောပြီးထွက်သွားပါတယ်ဒီလိုနဲ့ဇလန်ကမူလနေရာပြန်ရောက်လာပြီးသပင်ဖြူနဲ့ကောင်လေးကသူ့ကိုအချိုးတိုက်ဖို့ပြောပါတယ်တကယ်တော့သပင်ဖြူနဲ့ကောင်လေးကိုလည်းတိုက်ပြီးသွားပြီဖြစ်ပြီးဝမ်းတုပ်စီကအစွမ်းမပြတာကြောင့်လူသစ်ဖြစ်စီရေးသမားတွန်းပါလည်းနားလည်ခတ်သွားပါတယ်သပင်ဖြူအောင်တဲ့ကောင်လေးကအားလုံးကိုအောင်တောက်လိုက်ပြီးကြောင်းကြည့်နေတဲ့တွန်းပါကိုစိတ်ပူနေတာလားကျွန်တော်ကအလေးချင်းဖြစ်နေပြီလို့ဆိုကသူကအစိတ်ပြီးရလို့ပြောပြီးထွက်သွားပါတယ်ဒီကောင်လေးရဲ့နာမည်ကမိုဘိုင်းလက်ကျန်ပလေယာတွေအားလုံးတီးပြီးကြပြီဖြစ်တဲ့ကီလိုရာဖြစ်ပါတယ်အဲ့ချိန်အတားတစ်ခုကထမိပြီးနေရင်ကြီးကပွင့်သွားပါတယ်အကြောင်းကတော့ဖြေဆိုသူတွေကိုစောင့်ရတဲ့အချိန်ကုန်သွားတာကြောင့်ထိုးသူကဆောင်းပွဲစစ်ဆေးမဲ့သူအဖြစ်ရောက်ရှိလာတာပဲဖြစ်ပါတယ်စစ်ဆေးသူကဖြေဆိုနေတဲ့အတော်အတွင်းဒဏ်ရာပြင်းပြင်းထန်ထန်ထိခိုက်နိုင်ပြီးအခက်မသိတည်သွားနိုင်တာကြောင့်တေချာလေးစဉ်းစားဖို့ပြောနေပါတယ်ဝင်ပြေးမဲ့ဆိုရင်တော့နေရာမှာပဲရက်နေပြီးမပြေဘူးဆိုရင်တော့ဝင်လာတဲ့နေရာကနေပြန်ထွက်သွားဖို့ပြောပါတယ်အဲ့နောက်ခဏဆောင်ပြီးဘယ်သူမှထွက်မသွားတာကြောင့်ဖြေဆိုသူကသူ့နောက်ကိုလိုက်ခဲ့ဖို့ပြောပါတယ်ခြေလမ်းကျဲကြီးနဲ့ရှောက်သွားတဲ့စစ်ဆေးသူရဲ့နောက်ကိုဖြေဆိုသူတွေကအပြေးလိုက်ကပါတယ်ရှောက်နေမှာပဲစစ်ဆေးသူကသူကပထမပိုင်းစစ်ဆေးသူစတိုလို့မိတ်ဆက်လိုက်ပါတယ်စတိုကအခုကြမ်းရှိနေတဲ့ကစားသမား400ယောက်ကိုဒုတိယပိုင်းစစ်ဆေးမဲ့နေရာစီခေါ်သွားပြီးမှမလို့သူ့နောက်ကနေထက်ချက်မကွာလိုက်ဖို့မှားပြီးခုကပထမပိုင်းစစ်ဆေးနေရပဲလို့ပြောပါတယ်ဘလောက်ထိပြရမယ်လို့မပြောတာပြင်းနေတဲ့သူတွေအတွက်စိတ်ဖိစီးမှုကိုဖြစ်စေတာကြောင့်ဒါဟာစိတ်သက်ကြက်ခိုင်မှုကိုတွဲစစ်ဆေးနေရဆိုပြီးကိုရာပီကနားလည်သွားပါတယ်စာမေးပွဲအစတွေကရှောက်လာတာအခုဆို2နာရီကျော်သွားပါပြီကီလိုမီတာအားနဲ့ကြည့်မယ်ဆိုရင်ကီလိုမီတာ30ကျော်ရှိနေပြီဖြစ်ပြီးနောက်ထပ်ဘလောက်ထိဆက်ရှောက်အောင်မယ်ဆိုတာအတိအကျဘယ်သူမှမသိကြပါဘူးမရေရတဲ့ပန်းနိုင်တဲ့အတူဥဆောင်သူရဲ့နောက်ကနေလိုက်နေရတာဟာမျက်စိအစောမမြင်ရတဲ့ညီငွေစရာလမ်းကြောင်းဖြစ်နေပါတယ်ရှောက်ထားသူတွေအတော်များများလည်းနှုတ်ထွက်သွားကြပြီဖြစ်ပြီးကွန်ပျူတာသမားလေးနီကိုလက်ကတော့ရေစာမိုးပဲရဲ့အချက်လက်တွေကိုတိုက်ကြည့်ပြီးသူတို့ရှောက်ရမှာတိတ်မလို့တော့တာကြောင့်ပြောနေပါတယ်အဲ့ချိန်လီယိုရီရောတော့ဟန်နာရီသားကိုအထင်သေးမိတဲ့အတွက်နောက်တရနေပါတယ်အဲ့လိုနောက်တရနေတော့ကီလိုရာလမ်းမလျှောက်ပဲစကိတ်စီးနေတာကြောင့်စာမိုးပွဲကိုလေးစားမှုရှိဖို့လမ်းပြောနေပါတယ်ကီလိုရာဘာလို့ဆိုလို့မှမသိတာကြောင့်ပြန်မေးတဲ့အခါလီယိုရီကအခုကတက်လုံးစစ်ဆေးနေတာကြောင့်စကိတ်မစီးပဲလမ်းဆင်းလျှောက်ဖို့ပြောပါတယ်အဲ့အခါခွန်ကစာမိုးပွဲစစ်ဆေးသူကသူ့နောက်ကိုလိုက်ဖို့ပဲမှားတာဖြစ်ပြီးစီးမင်းနေမတက်မှတ်ထားတာကြောင့်မဟုတ်ဘူးဆိုပြီးဝင်ပြောပါတယ်ကီလိုရာခွန်ကိုတွေ့တော့အသက်ဘယ်လောက်ရှိပြီလဲလို့မေးပါတယ်အဲ့အခါခွန်ကစနေလို့ပြန်ပြေတော့သူနဲ့အသက်တူနေတာကြောင့်အဖော်ရသွားပြီးသူလည်းလမ်းလျှောက်ပါတော့တယ်ခွန်ကတော့ကီလိုရာကိုသဘောကျနေပြီဖြစ်ပြီးအချင်းချင်းပြန်လည်မိတ်ဆက်လိုက်ကြပါတယ်တစ်ဖက်မှာကွန်ပျူတာသမားလေးနီကိုလက်ကတော့ချွေးတန်တေးရဲနဲ့သူတွက်ချက်ထားတဲ့အတိုင်းဖြစ်မလာတာကြောင့်ကွန်ပျူတာတော့မတင်နိုင်တော့ပဲစိတ်ဓာတ်တွေအနေဆုံးကိုထိုးကြနေပါပြီအဲ့ချိန်ညီကို3ယောက်ကနီကိုလက်ကိုအခုစမှာတွေကမောနေတဲ့သူဆိုတာအတော်ရှားပြီးမင်းတို့ကောင်မျိုးကဝင်မပြေတင်ဘူးလို့ဆိုကစိတ်ဓာတ်တွေပူကျသွားအောင်ချပေးလိုက်ပါတယ်အဲ့ဒါကြောင့်ကွန်ပျူတာသမားလေးနီကိုလက်ကတော့ဆက်မလျှောက်နိုင်ပဲနှုတ်ထွက်လိုက်ရပါပြီနီကိုလက်ဆာမိုးဘွဲကနှုတ်ထွက်သွားတော့လူသစ်ဖြက်စီးရေးသမားတွန်းပါညီကို3ယောက်ကိုပတ်စံပေးပြီးအကြီးကောင်ဦးမိုရီကလူသစ်တွေကိုနိုင်ကျင်အတော်ကြိုက်ရပဲလို့ပြောတဲ့အခါသူကဒါအတွက်ပဲအသက်ရှင်နေတာဆိုပြီးအထိပ္ပယ်မရှိတဲ့စကားပြောပြီးကျင်းနေပါတယ်အားလုံးကအသေးအံပြေးနေကြပြီးအခုဆိုဆာမိုးဘွဲစတွေကပြေးလာတာ4နာရီလောက်ရှိနေပြီဖြစ်ပြီးကီလိုမီတာအားဖြင့်ကြီးမယ်ဆိုရင်60ကီလိုမီတာလောက်ရှိနေပါပြီဘယ်လောက်ထိဆက်လျှောက်ရမယ်ဆိုတာမသိတာကြောင့်ကိုရာပီကလည်းအတွေးတွေများနေပါတယ်အဲ့ချိန်တစ်ဖက်မှာလီယိုရီယိုကတော့အားကိုမနဲ့တင်းပြီးရှောက်နေရတဲ့အခြေအနေဖြစ်နေပါပြီကီရီကိုမျိုးနဲ့ဝင်လမ်းပြပြောခဲ့တဲ့စကားတွေကိုပြန်စင်းစားရင်သူ့လိုတာမန်လူသားတစ်ယောက်ကဟန်နာရီဆောင်အောင်ဖို့စိတ်ကူးတော်မရင်သိမှုဟုဆိုတာလက်ထဲကတစ်တာကိုပစ်ချပြီးရက်သွားပါတယ်အဲ့အခါဂွန်လဲရက်သွားပြီးကီလိုရာထားခဲ့ဖို့ပြောပေမဲ့ဂွန်ကတော့ရက်ကြည့်နေသေးပါလီယိုရီယိုကတော့သူ့စိတ်ကိုပြန်လဲပြင်ဆင်ပြီးဟန်နာတစ်ယောက်ဖြစ်လာမယ်ဆိုကအချိန်ကုန်တုတ်ပါတော့တယ်ဂွန်ကတော့ကြံခဲ့တဲ့တစ်တာကိုငမားချင်းနဲ့လမ်းဆွဲက2ယောက်သားဆက်လျှောက်လာခဲ့ပါတယ်တကယ်ချင်း2ယောက်ကတော့တယောက်ဟာတယောက်သဘောကျနေပြီးတယောက်တလဲစီတင်ပေးဖို့သဘောတူလိုက်ကြပါတယ်နောက်တစ်ခါမှစစ်သေးသူစက်တိုကတော့လေကတိတွေနာရောက်နေပြီဖြစ်ပြီးသူတို့လျှောက်လာတာ80ကီလိုမီတာလောက်ရှိနေပြီဟုဆိုတာအခုကစပြီးအချိန်နည်းနည်းတင်ရအောင်ဆိုပြီးပြောကအရင်ကထက်ကျဲတဲ့ခြေလမ်းတွေနဲ့ဆက်လျှောက်နေပါတယ်ဖြေဆိုသူအချို့ကတော့လေကတိပေါ်မှာလေကတိမရှိသလိုတက်ပြနေတာကြောင့်ကြောင်နေကြပါတယ်တစ်ဖက်မှာကီလိုရာပန်းနိုင်ကိုဘသူရင်ရောက်မလဲဆိုတာပြိုင်ဖို့အတွက်ဂုံးကိုစိန်ခေါ်နေပါတယ်ဂုံးကလည်းလက်ခံလိုက်ပြီးညသာဝဲကျွေးကြီးဟုဆိုတာပြန်ကြပါတော့တယ်တစ်ဖက်မှာလီယိုရီကတော့ခါနဲ့အင်ကြီးတော့မကတ်နိုင်တော့ပါဘူးအဲ့ဒါတော့ကိုရာပီကအဆင်ပြေရတာလို့မေးတော့မြင်တဲ့အတိုင်းပဲလို့ပြောပြီးသူသာသူ့ပုံစံကိုဂူးဆိုင်မနေတေချာပေါက်ဆက်သွားနိုင်မယ်ဆိုတာကျင်းသေးတယ်လို့ပြောပါတယ်အဲ့ခါကိုရာပီကတော့သူလည်းအချို့ຢာတွေလောက်ကတော့လီယိုရီစီကအတူခိုးသိနေတယ်လို့ဆိုကသူလည်းအပေါ်ကြီးချုပ်ပြီးဆက်ပြေးပါတယ်နောက်ပြီးလီယိုရီကိုအမိလိုက်ကမေးရရှိရတယ်လို့ဆိုပြီးဟာတာတယောက်ဖြစ်ဖို့ဆိုတာတကယ်ပဲငွေအတွက်ကြောင့်ပဲလားလို့မေးပါတယ်ကိုရာပီကမဟုတ်ဘူးဆိုတာသိနေပြီးသူတို့တွေ့တာရပိုင်းမဲ့ရှိသေးတယ်ဆိုပေမဲ့အဲ့လောက်တော့လေသူလည်းခံမနိုင်တယ်ဆိုပြီးတေချာတာမင်းမစိုးရတဲ့အကျဉ်းစရိုက်တွေလည်းရှိတယ်အုံနောက်ကလည်းတိတ်မကောင်းဘူးဒါပေမဲ့ပေါ်ပြပြလူစားမျိုးမဟုတ်ဘူးလို့အတီပေါကြီးနဲ့ဖဲ့နေပါတယ်ပြီးတော့သူကလောကမှာပတ်စံအတွက်အသက်ရှင်နေတဲ့လူတွေအများကြီးတွေ့ဘူးပေမဲ့မင်းကအဲ့လိုလူတွေနဲ့မတူဘူးလို့ဆက်ပြောပါတယ်ဒါပေမဲ့လီယိုရီကမင်းရဲ့စဉ်းစားပုံတော်တယ်လို့ပဲပြန်ပြေးပါတယ်ကိုရာပီကခဏလောက်ညင်သွားပြီးရုတ်တရက်သူတို့ကလန်ပြစ်မှတ်ထားခံရတဲ့အကြောင်းအရာကြက်သေးအောင်မျက်လုံးတွေကြောင့်ပဲလို့ပြောလိုက်ပါတယ်အဲ့ကြက်
က်သွေးရောင်မျက်လုံးတွေကကူရာတာကလန်ရဲ့ထူးခြားတဲ့မျက်လုံးတွေဖြစ်လူသိများကြပြီသူတို့ရဲ့စိတ်ခံစားချက်မြင့်တက်လာတဲ့အခါမျက်လုံးဟာရောင်ပြောင်းသွားပြီအဲ့လိုပြောင်းသွားတဲ့အခါကဘာပေါ်အလားဆုံးရောင်9ရောင်နဲ့တရောင်ဖြစ်သတ်မှတ်ကြတဲ့ဆိုကကူရာပီကာပြောပါတယ်အဲ့မျက်လုံးတွေကိုမောင်ခိုဈေးကွက်မှာဈေးကောင်းပေးဝယ်ကြပြီအဲ့ဒါဖန်နွန်ဒရူတွေမင်းတို့တိုက်ခိုက်ခြင်းရတဲ့အကြောင်းရင်းလားလို့ကြားဖြတ်ပြီးလူရီကမေးပါတယ်သူတို့ကတက်လို့တည်သွားတဲ့ကူရာတာလူမျိုးတွေရဲ့မျက်လုံးတွေကိုဖောက်ပြီးခုတော့သူ့လူမျိုးတွေမျက်လုံးဖောက်ခံရပြီးမချိမနဲ့ငုံနေတဲ့အတန်တွေကြားနေရတော့ပဲလို့ကူရာပီကာပြောပါတယ်အဲ့ဒါကြောင့်သူကဖန်နွန်ဒရူဆိုတဲ့အဖွဲ့ကိုတေချာပေါက်ရအောင်ဖမ်းမှဖြစ်ပြီးသူတို့မျိုးတွေရဲ့မျက်လုံးတွေကိုတလုံးမကြံပြိုင်ဦးမယ်ဆိုပြီးလီယိုရီကိုပြောပြနေပါတယ်အဲ့ဒါမင်းတို့ဟန်တာတယောက်ဖြစ်ချင်ရတဲ့ရွေကြလာလို့မေးတဲ့အခါကူရာပီကာဟုတ်တယ်လို့ဖြေပြီးသူ့ကိုချမ်းသာတဲ့လူတွေအလောက်လာအဲ့မောင်ဟိုဈေးကွက်ကတရင်ချက်လက်တွေရလာလိမ့်မယ်လို့ပြောပါတယ်လီယိုရီကဒါပေမဲ့မင်းရဲ့မာနကိုဖိနှိပ်ထားဖို့လိုပြီးမဟုတ်ရင်မင်းဖြစ်ချင်တဲ့မိုးစိုးတယောက်ဖြစ်လာမှာမဟုတ်ဘူးလို့လီယိုရီကသတိပေးလိုက်ပါတယ်အဲ့ခါကူရာပီကာသူတို့မျိုးတွေနဲ့သူတို့မိသားစုတွေခံစားရတဲ့ဝေဒနာနဲ့ရှင်သူ့မာနမပြောပါတော့ပါဘူးလို့ပြန်ပြောပါတယ်လီယိုရီကတော့သူ့မှာအဲ့လိုရည်ရွယ်ချက်တွေမရှိပဲသူ့ရဲ့အဓိကရည်ရွယ်ချက်ကငွေတစ်ခုပဲလို့ပြန်ပြောပါတယ်ကူရာပီကာလိမ့်မနေဘူးပြောပြီးဒီကဘာပေါ်မှာရှိတဲ့အရာအလုံးငွေနဲ့ဝယ်လို့မရဘူးလို့ရှင်းပြပါတယ်လီယိုရီကတော့သူပြောတာတွေကအမှန်ပဲဖြစ်ပြီးငွေနဲ့သာဆိုရင်တမိုးကြီးရတနာတွေသာမဟုတ်ပဲလူတွေရဲ့အိမ်မက်လူတွေရဲ့အချင်းနဲ့နောက်ဆုံးလူတွေရဲ့အသက်ကိုပါဝယ်လို့ရတယ်လို့ပြောပါတယ်ကူရာပီကာအစကားကိုပြန်ရုံသိမ်းဖို့ပြောပြီးသူတို့ရဲ့မျိုးနွယ်ကိုစော်ကားနေတာဆိုရင်လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးလို့ပြောပါတယ်လီယိုရီကသူ့စီမှာသာပတ်စံရှိရင်သူ့တငယ်ချင်းတွေတေးမှာမဟုတ်ဘူးဆိုတော့ကူရာပီကာယောဂကြောင့်လားလို့မေးပါတယ်အဲ့ခါလီယိုရီကအဲ့ယောဂကုလို့ရတဲ့ယောဂဖြစ်ပေမဲ့ကုန်ကြစရိတ်များလို့နေတာကြောင့်သူဘာမှမတတ်နိုင်ခဲ့ဘူးလို့ပြောပါတယ်သူသာဆရာဝန်တယောက်ဖြစ်ခဲ့ရင်ယောဂဖြစ်နေတဲ့လူတွေအားလုံးအလကားကုပေးခြင်းတယ်လို့ဆိုတာအဲ့ဒါသူ့ရဲ့အိမ်မက်ဖြစ်ကြောင်းပြောပြပါတယ်ဒါပေမဲ့လက်တွေ့မှာအဲ့လိုဆရာဝန်တယောက်ဖြစ်ဖို့အတွက်ငွေဆိုတဲ့အရာကြီးကပိုးလို့တော့လုံးနေပြီးအဲ့ဒါကြောင့်ပဲသူ့ငွေကိုလိုချင်တာလို့ဆက်ပြောပါတယ်အဲ့ခါမှာလီယိုရီပေါ်အထင်မှားနေရဆိုတာကူရာပီကာနားလည်သွားပါတယ်ပြီးတော့ဆာမိုးရဲ့ဖြစ်နေရင်အပြေးပြိုင်တဲ့ကလေး2ယောက်ရောက်လာပြီးနောက်မှတွေ့မယ်ကူရာပီကာနဲ့လူအိုကြီးတို့ပြောတဲ့အခါလီယိုရီကသူ့လူအိုကြီးမဟုတ်ပဲသူလည်းစေကျော်သက်ပဲရှိသေးတယ်လို့ပြောလိုက်တဲ့အခါအားလုံးလည်း surprise ဖြစ်သွားပါတယ်နောက်တစ်ခါမှာတကယ်ချင်း2ယောက်ကိုတွေ့ရပြီးကီလူရာသူ့ကိုအမိလိုက်တဲ့ကွန်းကိုချီးကျူးနေပါတယ်ကွန်းကတော့ဘာအတွက်ဟန်တာတယောက်ဖြစ်ချင်တယ်လို့ကီလူရာကိုမေးပါတယ်ကီလူရာကတော့ဟန်တာတယောက်ဖြစ်ချင်လို့မဟုတ်ပဲဟန်တာအီဇန်ကခက်တယ်လို့ကြားလို့ဝင်ဖြေတာလို့ပြောပါတယ်ကီလူရာပြန်ပြီးတော့ကွန်းကသူ့ဖေကဟန်တာတယောက်ဖြစ်တာကြောင့်သူလည်းဟန်တာတယောက်ဖြစ်ချင်တာလို့ပြောပါတယ်နောက်တော့ကွန်းဖေကဘယ်လိုဟန်တာမျိုးလဲပြီးတော့ကွန်းကမသိတာကြောင့်ကီလူရာလည်းရည်နေပါတယ်ကွန်းကငငယ်တော့သူ့ကိုမီတိုကပဲပြုစုပြောထောင်ပေးခဲ့ပြီးသူ့ဖေကိုတော့ပုံထဲမှာပဲမြင်ဘူးတယ်လို့ပြောပါတယ်အဲ့အခါသိလိုက်ရတာမီတိုကကွန်းရဲ့အမေမဟုတ်ပဲအန်တီဖြစ်နေတာပါဒီကြောင့်ဇလန်းစားမှာဘာလို့မပြောရလဲဆိုတော့ဇလန်းထဲမှာပေါ်မပြထားလို့ဖြစ်ပါတယ်ဇလန်းကိုဆက်ရရင်လင်းအောင်တကူကိုမရပြီတွေးလိုက်ရတဲ့ဖြေဆိုသူတွေကလည်းအလင်းအောင်တွေးတာကြောင့်အားလုံးအားတက်နေရပါပြီအဲ့အခါတငယ်ချင်း2ယောက်ကအပြိုင်ပြီးသွားကြပြီးစစ်ဆေးသူစရိုဇက်ကတော့ဖြေဆိုသူဘယ်2ယောက်ကြအောင်လဲလို့ကြည့်လိုက်တဲ့တပြိုင်နဲ့ကိုရို2ယောက်လည်းရောင်းနေခဲ့ပြီဖြစ်ပါတယ်2ယောက်သားပန်းနဲ့ရောက်သွားတာသူရင်ရောက်တာငါရောက်တာဆိုပြီးငင်းခုန်နေခဲ့ပါတယ်ခဏလောက်ငင်းခုန်ပြီးတဲ့အခါဘေးနားဆမိုးရဲ့စစ်ဆေးသူစတိုမေးကြည့်တဲ့အခါအတူတူပဲလို့ဖြေတာကြောင့်ကိုလည်းတယောက်နဲ့တယောက်ညသာပြန်ဝယ်ကြည့်ဖို့ပြောပြီးစတိုအစင်းစစ်ဆေးမဲ့နေရာစီရောက်ပြီလားလို့မေးလိုက်ပါတယ်စတိုကတော့အဝေးလိုသေးတယ်လို့ပဲပြောပါတယ်နေရာနဲ့မှာမျိုးတွေဖုံးနေပြီးစစ်ဆေးသူချို့လည်းရောက်ရှိနေပြီဖြစ်ပါတယ်လီယိုရီယိုနဲ့ကူရာပီကာလည်းရောက်လာပြီဖြစ်ပြီးကူရာပီကာမျိုးတွေဆိုင်နေတယ်လို့ပြောတဲ့အခါခွန်လည်းသတိထားမိသွားပါတယ်အခုသူတို့ရောက်နေတဲ့နေရာကတော့မျိုးတွေဖုံးလန်းနေတဲ့စိန်တော်ကြီးဖြစ်ပြီးအစင်းနဲ့စစ်ဆေးမဲ့နေရာစီရောက်ဖို့အတွက်ဒီတော်ကြီးကိုဖျက်သွားမယ်လို့စတိုကပြောပါတယ်အဲ့ဒီနေရာထူးဆန်းတဲ့တရဝါရဲ့အိမ်ဖြစ်ပြီးအဲ့တရဝါရဲ့ညံအရက်များပြီးလူလှည့်သားကစားတော့ကြတယ်လို့ပြောပါတယ်အဲ့လိုလှည့်သားခံရတော့တေမာပဲဖြစ်ပြီးအလှည့်သားမခံချင်ဘူးဆိုရင်တော့စတိုကသူ့နောက်ကထက်ချက်မကွာလိုက်ဖို့မှားနေပါတယ်လီယိုရီယိုကတော့တိနေတဲ့အတွက်အလှည့်သားမခံရနိုင်ဘူးဆိုပြီးပြောင်းချောချောပြောနေပါတယ်အဲ့ချိန်နေရဘေးကလူတယောက်ထွက်လာပြီးအခုမြင်နေရတဲ့လူကအယောင်ဆောင်ပြကြအောင်ပြောလိုက်ပါတယ်အဲ့လိုပြောပြီးစတိုနဲ့ပုံစံတူလူတယောက်ကိုပြလိုက်ပါတယ်အားလုံးကလည်းအံ့ဩနေပြီးဘသူကအစ်စ်လဲဆိုတော့မသိတာကြောင့်ဆုံးဖြတ်ရခန့်နေပါတယ်အဲ့ချိန်ဘယ်မှမသိတဲ့ဖဲချက်တွေက2ယောက်စလုံးစီရောက်သွားပြီးစတိုအတူကတော့ဖဲချက်ကြောင့်ကိစ္စရှော့သွားပါတယ်အဲ့ဒါတော့ဟီဆိုကာရဲ့လက်ချက်ပဲဖြစ်ပြီးဆာမိုးဝဲစစ်ဆေးသူဆိုတော့အဖွဲ့အစည်းကနေခန့်ထားတဲ့ဟန်တာတယောက်ဖြစ်တာကြောင့်တာမန်တိုက်ခိုက်မှုမျိုးကိုအသားလေးကာကွယ်နိုင်တယ်လို့ဟီဆိုကာပြောပါတယ်စတိုကတော့ချီးကျူးတယ်လို့ပဲသတ်မှတ်ပြီးနောက်တစ်ခါတိုက်ခိုက်မယ်ဆိုရင်အကြောင်းပြချက်မရှိဆာမိုးဝဲရရင်ထုတ်ပယ်ပြစ်မယ်လို့ပြောပါတယ်စတိုကတော့အားလုံးကိုရှင်းပြတဲ့အရှိရရှင်းပြပြီးခရီးဆက်လာရင်လည်းဇလန်းလေးအမှပြီးဆုံးသွားပါတယ်ဒီမနေ့ကရှီလီယာရဲ့လှိုင်ကောင်းကိုဖျက်ပြီးနောက်ကြံရှိရဲ့ဆာမိုးဝဲဖြေဆိုသူ368ယောက်ဟာဆိုရင်ဖြစ်ထူးဆန်းတဲ့တရက်ဝါတွေပြင်းနေတဲ့စိန်တော်ကြီးကိုဖျက်ကျော်ရတော့မှာပဲဖြစ်ပါတယ်စတိုကတော့သူ့နောက်ကနေထက်ချက်မကွာလိုက်ဖို့ပဲမှားနေပြီးအားလုံးရဲ့ရှေ့ကနေပြေးနေပါပြီအရှိကိုဆက်သွားလေမျိုးရီကပိုးထူးလေးဖြစ်နေပါတယ်အဲ့ချိန်အပွဲတစ်ပွဲကမျိုးရီဆိုင်နေရကိုခွင်ကောင်းယူပြီးလူတယောက်ကိုရှင်းထုတ်ဖို့ပြောနေကြပါတယ်အဲ့ဒါကတော့ဟီဆိုကာဖြစ်ပြီးကီလိုရာကတော့အဲ့ဒီအန်ဒီရဲ့ငွေသက်ကိုခံစားမိနေတာကြောင့်ဟီဆိုကာနဲ့ဝေးအောင်ရှောက်ဖို့ကိုပြောနေပါတယ်အဲ့ဒါကြောင့်ကိုရာပီကာနဲ့လီယိုရီယိုခေါ်ပြီးနည်းနည်းပိုရှောက်ဖို့ပြောပြီးမယ်ဟိုနှစ်ယောက်ကတော့လုံလောက်တဲ့ခွန်အားမရှိအောင်သူတို့ကိုစိတ်မပူပဲအရင်သွားနေဖို့ပြောပါတယ်အဲ့ဒါကြောင့်ကိုတို့နှစ်ယောက်လည်းဆက်သွားပြီးကြံခဲ့တဲ့နှစ်ယောက်ကတော့ရှောင်းနေမျိုးရီကထူတဲ့ထူလာတာကြောင့်ဘယ်နေရာကိုဥတီပြီးသွားနေလဲဆိုတာဝေခွဲမရဖြစ်နေပါတယ်အဲ့ဒါကြောင့်ရှေ့ကရှောင်းနေတဲ့လူတွေနောက်ကိုပဲဆက်ပြီးရှောက်လာခဲ့ပါတယ်ဒီလိုနဲ့ရှောင်းရင်ရှေ့ကလူတွေခေါင်းတွေကအောက်ကိုပြုတ်ကျကတကိုယ်လုံးကပျောက်ကွယ်သွားပါတယ်နောက်ပြီးစတော်ဘယ်ရီသီးတွေကလေထဲမှာရုတ်တရက်ပေါ်လာတာကြောင့်အားလုံးလည်းကြောင်ကြပါတယ်အဲ့ခါလူတယောက်ကရှေ့ကိုဆက်သွားကြည့်တဲ့အခါဘာမှမသိတဲ့အရာကြီးကဆွဲခေါ်သွားတာကိုတွေးလိုက်ရပါတယ်အားလုံးကလည်းလန့်သွားပြီးအဲ့ချိန်မြူတွေတဲကနေအေယာမလူသားစားလေကြီးတွေထွက်လာခဲ့ပါတယ်အဲ့ဒါကြောင့်ဖေးဆိုးသူတွေက
ဥတီယာမရှိထွက်ပြေးကုန်ကြပြီးကိုရာပီကာနဲ့လီယိုရီယိုတို့နှစ်ယောက်ကတော့မပြေပဲရက်ကြည့်နေတာကြောင့်လူသားစားလေကြီးတွေဝိုင်းတာခံလိုက်ရပါတယ်ဥတီယာမရှိပြေးလွှားနေတဲ့လူတစုကတော့ပြေးလွှားမှုပွင့်တွေကိုတက်နေမိတဲ့အခါမိုးဝင်တဲ့ကဘာမှမသိတဲ့ငွေတွေထွက်လာပြီးရှူမိတဲ့လူတွေအကုန်လုံးကတော့လဲကြကုန်ကြပါတယ်နောက်တစ်ဖွဲ့ကတော့ပြေးနေအင်္ဂုချလိပ်ပြရင်တွေ့တာကြောင့်အကုန်လုံးပြေးနေအိပ်ပျော်သွားကြပါတယ်တစ်ဖက်မှာတော့ညီကို၃ယောက်ကမျိုးတွေပို့ပြီးထူလာတာကြောင့်လမ်းပြောင်းနေခဲ့ပြီးအဲ့အချိန်အရေးတစ်ခုနဲ့အတူတေချာဂူးဆိုင်9လောက်လိုက်ခဲ့ဆိုပြီးအတန်တစ်ခုကြားလိုက်ရပါတယ်အဲ့ဒါကြောင့်စဉ်းစားနေမရပဲလူတွေအားလုံးကလည်းအတန်ကြားတဲ့နောက်ကိုလိုက်သွားကြပါတယ်ရှောင်းနေရှေ့ရလူတွေအောက်ပြုတ်ကျသွားတာတွေ့တော့ညီကို၃အောင်လည်းရက်လိုက်တဲ့အခါကြောက်ခန်းပါနဲ့ပြုတ်ကျဖို့လက်တကန်းလိုရောက်နေပါပြီအောက်မှာလည်းရှေ့ရလူတွေပြုတ်ကျပြီးတည်နေအောင်တွေ့ရပါတယ်အဲ့အခါတီးလိုက်ရတာခုနကစကားပြောနေတာလူမဟုတ်ပဲစကားပြောတဲ့ကြီးကန်းဖြစ်နေပါတယ်တစ်ဖက်မှာကီလိုရာနဲ့ကိုတို့နှစ်ယောက်ကိုတွေ့ရပြီးလမ်းလျှောက်နေလူအော်တန်တွေကြားနေရတာကြောင့်ကီလိုရာတေချာဂူးဆိုင်ဖို့ကိုယ်မှားနေပါတယ်ဒီလိုနဲ့ရှောင်းနေတနေရာရောက်မှတခုခုတတိထားလိုက်မိပြီးလမ်းလျှောက်တာကိုရက်လိုက်တဲ့ကမြေအောက်ကနေဖားရီတကောင်ထွက်လာပြီးသူတို့ကိုမြူသွားပါတယ်အဲ့ချိန်လီယိုရီကတော့အေယာမလေကြီးရဲ့ပဇန်နာကိုရောက်နေပြီးအေယာမလေကြီးရဲ့ဝါမျိုးချင်းကိုခံရတော့မဲ့အခြေအနေဖြစ်နေပါတယ်အဲ့ဒါကြောင့်ကိုရာပီကလေကြီးရဲ့မျက်လုံးနောက်ရောက်အောင်ခုန်ပြီးလေကြီးရဲ့မျက်လုံးကိုသူ့ရဲ့တစ်သားလက်နဲ့ထိုးလိုက်တာကြောင့်လေကြီးကအော်လိုက်မိတာကြောင့်လီယိုရီလည်းအောက်ကိုဖိနှာရက်ပြုတ်ကျသွားပါတယ်နားကျင်တော့မရပဲကိုရာပီကပြေးဖို့ပြောတာကြောင့်နှစ်ယောက်သားဆက်ပြေးသွားကြပါတယ်ဂွန်နဲ့ကိုရာပီကကိုမြူထားတဲ့ဖားကြီးကတော့လမ်းလျှောက်နေရုတ်တရက်ထားအံပါတော့တယ်ဂွန်ကတော့သူတို့ရတာကိုမကြိုက်ဘူးလို့ထင်နေပြီးကိုရာပီကတော့ဒီဟာကြောင့်လို့ဆိုတာတွန်းပပေးတဲ့အချိုးရည်ဘူးကိုထုတ်ပြလိုက်ပါတယ်အဲ့လိုနဲ့ဆက်လျှောက်လာပြီးဂွန်ကတော့ကြံခဲ့တဲ့နှစ်ယောက်ကိုစိတ်ပူနေပါတယ်ခေလိုရာကတော့အဆင်ပြေမှာပါလို့ပြောပြီးဆက်သွားဖို့ပြောပါတယ်အခုသွားမယ်ဆိုရင်စာမိုးပဲစစ်ဆေးမဲ့နေရစီအမိလိုက်နိုင်သေးတယ်လို့ဆိုကအရှိကနေထွက်သွားပါတယ်ဂွန်ကတော့ဆက်သွားဖို့လိုလိုက်တဲ့အချိန်တစ်ခုခုကိုတတိထားမိခဲ့ပါတယ်အဲ့ချိန်ကိုရာပီကာနဲ့လီယိုရီယိုတို့နှစ်ယောက်ကတော့ရှောင်းနေလမ်းပြောင်းနေခဲ့ပါတယ်အဲ့လိုနဲ့တနေရာရောက်မှဟီဆိုကာကိုတွေးလိုက်ရပြီးဘေးမှာလည်းသူ့ကိုလူတွေကဝိုင်းထားခဲ့ပါတယ်အဲ့အဖွဲတွေကလူတယောက်ကဟန်နာပြစ်ဖို့မထိုက်တန်တာကြောင့်တကယ်လို့နောက်တော့ကဟန်နာအိုင်ဆန်ဝင်မပြေတော့ဘူးဆိုရင်အသက်ချမ်းသာဝင်ပေးမယ်လို့ချင်းချောင်းလိုက်ပါတယ်ဟီဆိုကာကတော့ဒီနေ့အောင်မှဖြစ်တဲ့အတွက်နောက်နေ့ဆက်ပြေးရမလို့တော့ဘူးလို့ပြောပါတယ်ဒါပေမဲ့အဖွဲတွေကလူတယောက်ကမျိုးတွေရမ်းထူနေတာကြောင့်လမ်းအောင်ခံမှန်းဖို့ဆိုတာမဖြစ်နိုင်တဲ့အတွက်ကိုရှိနေတဲ့လူတွေအားလုံးကကြားမှာပဲလို့ဆိုပါတယ်နောက်ပြီးတိုက်ခိုက်ဖို့လှုပ်လိုက်ပေမဲ့ဟီဆိုကာရဲ့လက်တစ်ဖက်နဲ့တင်အကုန်လုံးမှောက်ကုန်ကြပါတယ်တန်းရှိနေတဲ့လူတယောက်ကိုပါအလုံးမပေးပဲအကုန်လုံးတက်ပလိုက်တာကြောင့်အဲ့ဒီမျိုးကိုမြဝထွေတင်တွေးလိုက်ရတဲ့လီယိုရီယိုနှစ်ယောက်လည်းကြောက်နေခဲ့ပါတယ်တစ်ဖက်မှာကီလိုရာအဓိကဖွဲကြီးကိုအမိလိုက်နိုင်ပြီဖြစ်တဲ့ကြောင့်ကိုပြောနေပေမဲ့ကိုကတော့ရှိမနေခဲ့တော့ပါဘူးအဲ့ချိန်ကိုရာပီကာနဲ့လီယိုရီယိုကတော့ဟီဆိုကာရဲ့အရှိမဘယ်လိုရင်ဆိုင်ရမလဲဆိုတာမသိတာကြောင့်အကြက်ရိုက်နေပါပြီကိုရာပီကာကသူအချက်ပြတာနဲ့စမ်းချစ်ဘက်နေရာကိုပြေးဖို့လီယိုရီယိုပြောနေပါတယ်ဟီဆိုကာတိုက်ခိုက်ရေးမှာသူတို့ထက်အတွေ့အကြုံပိုပြီးရှိတာကြောင့်နှစ်ယောက်ပေါင်းပြီးတိုက်မယ်ဆိုရင်တော့ခွင့်ရေးမရှိတဲ့အခြေအနေပါအဲ့ဒါကြောင့်နှစ်ယောက်သားတန်းပြကြပြီးဟီဆိုကာကတော့ပြောင်းပြောင်းတဲ့ရွေးချယ်မှုလို့ဆိုတာဆက်သွားဖို့လုပ်လိုက်ပါတယ်အဲ့ချိန်အရေးတစ်ခုကိုတွေးလိုက်ရပြီးအဲ့ဒါတော့လီယိုရီယိုဖြစ်နေပါတယ်သူ့ရဲ့ပြီးတမားထဲမှာတိုက်ခိုက်ဖို့မဟုတ်ရင်တော့ရှောင်ပေးဖို့ဆိုတာမရှိဘူးဆိုပြီးတိုက်ခိုက်ဖို့ဝင်သွားပါတယ်ဒါပေမဲ့လွဲလာခဲ့ပြီးဟီဆိုကာပြန်တိုက်ခိုက်ဖို့လုံးမှာငမားကြီးတစ်ချောင်းအောင်ဝင်လာပြီးသူ့မျက်ခွက်ကြီးကိုတက်တက်မှန်သွားပါတယ်ရုတ်တရက်ဝင်လာတဲ့ငမားကြီးကြောင့်ဟီဆိုကာလည်းတစ်ချက်ထိသွားခဲ့ပါတယ်ငမားကြီးနဲ့ကောင်လေးကတော့အားလုံးသိကြတဲ့ဂုံးဖြစ်ပြီးဟီဆိုကာကတော့သူ့ကိုတွေးထွက်စေခဲ့တဲ့ဂုံးကိုကြီးကျူးနေခဲ့ပါတယ်လီယိုရီယိုကတော့အနောက်ကနေအလင်းဝင်တိုက်ဖို့လုပ်ပေမဲ့သူပဲလက်သေးသာမိသွားပြီးခန္ဓာကိုယ်က3-4ဘက်လဲပြီးပြန်မထနိုင်အောင်မှောက်သွားပါတယ်အဲ့ခါဂုံးကသူ့နောက်ကနေထက်ရိုက်ပေမဲ့သူရဲလိုက်တာအရေးဖြစ်နေပြီးဟီဆိုကာတခြားနေရာရောက်နေပါတယ်ဂုံးကဇက်တိုက်ဆိုသလိုတိုက်ခိုက်နေပေမဲ့ဂုံးရဲ့တိုက်ခိုက်မှုတွေကဟီဆိုကာကိုတစ်ချက်မှမထိခဲ့ပါဘူးနောက်ဆုံးအချက်မှာဟီဆိုကာကိုရိုက်သလိုနဲ့မြေကြီးကိုရိုက်ခါတဲတွေကိုအပေါ်ရောက်စေခဲ့ပါတယ်အဲ့ခါအာယုံများနေတဲ့ဟီဆိုကာကိုအနောက်ကနေအလေးဝင်ရိုက်ပေမဲ့သူပဲလေပင်ညှင့်ခံလိုက်ကြပါတယ်ဟီဆိုကာကတော့ဂုံးရဲ့ပုံစံကိုကြိုက်နေပြီးတတိလစ်မလို့ဖြစ်သွားတာကြောင့်လှုပ်ပေးလိုက်ပါတယ်ပြီးတော့မင်းရဲ့တငယ်ကြီးကိုတတ်မှမဟုတ်ဘူးဆိုပြီးမင်းရဲ့တငယ်ကြီးနဲ့မင်းနဲ့နှစ်ယောက်စလုံးအောင်သွားပြီလို့ပြောပါတယ်အဲ့ချိန်ဖုံးဝင်လာပြီးဟီဆိုကာမင်းပြန်လာမဲ့အချိန်ကြပြီလို့အတန်ကြားလိုက်ပါတယ်အဲ့ခါဟီဆိုကာလီယိုရီယိုထမ်းခေါ်ပြီးဂုံးကိုတယောက်တည်းလာနိုင်တဲ့မို့လားလို့မေးပြီးထွက်သွားပါတယ်ဂုံးကတော့ဟီဆိုကာထွက်သွားမှကြောက်စိတ်တွေဝင်လာပြီးအဲ့ခါကိုရာပီကာပြန်ရောက်လာပါတယ်ဒီလိုနဲ့နောက်တစ်ခါမှာကီလိုရာဂုံးကိုလိုက်ရှာနေပြီးစတိုကတော့ကြမ်းရှိနေတဲ့လူတွေကိုချိန်မပီသေးတာကြောင့်စောင့်နေပါတယ်ဂုံးကတော့လီယိုရီယိုရဲ့ရင်မွေးနှောက်အနံ့ခံပြီးနောက်ကနေလိုက်နေခဲ့ပါတယ်ဂုံးကဟီဆိုကာပြောခဲ့တဲ့အောင်တယ်ဆိုရဲ့အတိတ်ပဲကိုနားမလည်တာကြောင့်ကိုရာပီကာကိုမေးတဲ့အခါကိုရာပီကာဟီဆိုကာအကဲပြည့်စုတယောက်ဖြစ်မယ်လို့ပြောပါတယ်သူ့မှာခွန်အားနဲ့ပတ်သက်ပြီးတိုက်ခိုက်ချက်နဲ့သူ့ကိုယ်ပိုင်မှတ်သားရရှိမယ်ဆိုကအဲ့ဒါကြောင့်ဖြေဆိုသူတယောက်ချင်းတည်းရဲ့ခွန်အားကိုတေချာလိလာဆန်းစစ်နေရဖြစ်မယ်လို့ကောက်ချက်ချလိုက်ပါတယ်ဂုံးနဲ့လီယိုရီယိုကတော့သူ့ရဲ့တတ်မှတ်ချက်နဲ့ကိုက်ညီတာကြောင့်အောင်တာဖြစ်မယ်လို့ဆက်ရှင်းပြပါတယ်ဒါပေမဲ့ဂုံးကဟီဆိုကာနဲ့တိုက်ခိုက်တဲ့အချိန်မှာဘာမှမလုပ်နိုင်ခဲ့ပဲလီယိုရီယိုလည်းအောင်တယ်ဆိုပြီးဆက်ပြောပါတယ်အခါကိုရာပီကာဟီဆိုကာဆေးဝင်းကြီးတွေရဲ့အနံ့ကိုသိနိုင်တဲ့ဆိုကထပ်ပြီးကောက်ချက်ချခဲ့ပါတယ်ဟီဆိုကာဟန်နာတယောက်ဖြစ်လိုက်တဲ့ဆိုတာကိုရာပီကာအတိမတ်မပြုတ်ပေမဲ့သူ့မှာရှိတဲ့စွမ်းအားတွေနဲ့လှုပ်ရှားမှုတွေကိုတော့အထင်ကြီးမိတယ်လို့ဝန်ခံပါတယ်ကိုကတော့ခုနကတော့အဖြစ်အပျက်ကိုတွေးရစိတ်လှုပ်ရှားနေသေးတယ်လို့ဆိုကအဲ့တော့ထွက်ပြေးခြင်းနဲ့လို့တော့တွေးမိပေမဲ့သူမလုံးနိုင်ခဲ့ဘူးလို့ပြောပါတယ်တစ်ချိန်တည်းမှာကိုကစိတ်တွေအရန်လှုပ်ရှားနေတယ်လို့ဆိုကအော်ကိုကောင်းနေတယ်လို့ပြောပေမဲ့ကိုရာပီကာကတော့ပါဇက်အဟောင်းသားနေတာကြီးနေခဲ့မိပါတယ်ကိုကတော့သူစတင်မူးဖွားကြတဲ့ကြောက်စိတ်ဆိုတဲ့အရာကြီးကိုပထမဆုံးခံစားမှုတာဖြစ်ပြီးအဲ့ကြောက်စိတ်ကိုမရင်းနှီးတဲ့ခံစားမှုတွေနဲ့ရောထွေးနေခဲ့ပါတယ်ကိုတို့နှစ်ယောက်လည်းဒုတိယဆင့်စစ်ဆေးမဲ့နေရာစီရောက်ရှိလာကြပါပြီရောက်ချင်းကိုကလီယိုရီယိုလိုက်ရှာနေပြီးဘေးကနေတခုဖြတ်သွားသလိုခံစားရတာကြောင့်ကြီးလိုက်တဲ့အခါဟီဆိုကာကိုတွေ့ရပြီးသူလက်ညှိုးထိုးပြတဲ့နေရာကိုကြီးလိုက်တဲ့အခါဟီဆိုကာရဲ့လက်ဆက်ကြောင့်မျက်နှာကြီးပိုးရောင်နေတဲ့လီယိုရီယိုတွေ့လိုက်ရပါတယ်လီယိုရီယိုကတော့တကူလုံးကြိုက်ခဲနေပြီးသူ့ရဲ့မှန်ညံနေဝေဝါးနေတယ်လို့ပြောပါတယ်သူ့ရဲ့ပါကိုလည်းပြားထုတ်ခံရတယ်လို့ထင်နေတာကြောင့်ကိုရာပီကာ
ဘာတွေဖြစ်ခဲ့လဲဆိုတာမပြောတာပိုကောင်းတယ်ဆိုပြီးဂွန်းကိုကတ်တိုးလေးပြောလိုက်ပါတယ်အဲ့ချိန်ခေလိုရာရောက်လာပြီးဂွန်းကိုရောက်လာနိုင်သားပဲဆိုတော့ဂွန်းကလီယိုရီရဲ့အနှံ့ကိုအာယုံခံပြီးလိုက်လာရလို့ပြောလိုက်ပါတယ်ခေလိုရာလည်းအံ့ဩသွားပြီးအဲ့ချိန်ပရမအဆင့်စစ်ဆေးသူစက်တိုကဒုတိယဆင့်ဆောင်မိုးရဲကိုဘေစကာတောအုပ်ထဲမှာပြုတ်လို့သွားမှဖြစ်တဲ့အကြောင်းအားလုံးကိုပြောပြနေပါတယ်အဲ့လိုပြောပြီးထွက်သွားတဲ့ချိန်ပထမဆင့်အောင်တဲ့သူတွေဝင်လာခဲ့ဆိုတဲ့အတန်နဲ့အတူတကားကြီးကပွင့်လာခဲ့ပါတယ်အတန်လာတာကိုကြည့်လိုက်တော့အလွန်ကြီးမားတဲ့ခန္ဓာကိုယ်ရှိတဲ့သူတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်အဲ့မိန်းကလေးကဒုတိယဆင့်ဆောင်မိုးရဲကိုစစ်ဆေးမဲ့မန်ချီဖြစ်ပြီးအနောက်ကရက်နေတဲ့တစ်ယောက်ကတော့နောက်ထပ်စစ်ဆေးသူဘူဟာရာဖြစ်ပါတယ်အဲ့ချိန်အားလုံးကအတန်တစ်ခုကိုကြားလိုက်ရပြီးအဲ့အတန်ကတော့ဘူဟာရာရဲ့ဗိုက်ထဲကဖြစ်ပါတယ်အဲ့ဒါကြောင့်မန်ချီကဘူဟာရာကိုပိုက်ဆပြီးလားလို့မေးကဒုတိယဆင့်ဆောင်မိုးရဲမှာလုံးရမယ့်အရာကတော့ချက်ပြုတ်ချင်းပဲလို့ပြောပါတယ်အဲ့အခါတိုတိုကဟန်နာတစ်ယောက်ဖြစ်ချင်လို့ဟန်နာအီဆန်ကိုဝေးပြတာဆိုပြီးစောရကတက်နေပါတယ်မန်ချီကတော့သူတို့ကအစားတောက်ကောင်းတွေကိုကြိုက်တယ်ဟန်နာတွေဖြစ်တယ်လို့ဆိုတာသူတို့အတွက် green တွေးနေမဲ့စားတောက်တွေကိုချက်ပြုတ်ရမယ်လို့ပြောပါတယ်အဲ့ဒါကြောင့်ဖေးဆိုးသူအများစုကထားရီကုန်ကြပြီးအဲ့ချိန်ပထမဆင့်စစ်သေးသူဇက်တိုကတော့တစ်ပင်ပေါ်ကနေစောင့်ကြည့်နေခဲ့ပါတယ်မန်ချီနဲ့ဘူဟာရာကိုအိဆန်စစ်သေးသူအဖြစ်ရွေးတာပြဿနာတက်နိုင်ပြီးသူတို့သာစစ်ဆေးမယ်ဆိုရင်ဒုတိယဆင့်ဆောင်မှုပွဲလှုပ်ဆောင်ရမယ့်တာဝန်တွေပေါ်မူတည်ပြီးဖေးဆိုးသူ10အောက်ပဲအောင်နိုင်မယ်လို့ခံမှန်းလိုက်ပါတယ်အဲ့ချိန်ဘူဟာရာကတော့ချက်ရမယ့်ဟင်းလျာရဲ့ပါဝင်ပစ္စည်းကိုပြောပြနေပြီးအရေးကြီးဆုံးဖြစ်တဲ့ဝက်သားကိုပစကာတော့ထဲကကြိုက်တဲ့ဝက်မျိုးစိတ်ကိုသုံးလို့ရတယ်လို့ဆိုပါတယ်ဝက်သားချက်ပြုတ်ပြင်ဆင်ဖို့အတွက်မီးဖိုချောင်သုံးပစ္စည်းတွေကိုသုံးပြီးချက်ပြုတ်အောင်မှာဖြစ်ပြီးသူတို့နှစ်ယောက်စလုံးအတွက် green တွေးစီမှာအောင်မှာဖြစ်ပါတယ်ချက်ပြုတ်မှုရဲ့ခက်ခဲနဲ့မှုကိုရှော့မတွက်နဲ့လို့ဆိုကနှစ်ယောက်စလုံးပိုက်ပြသွားတဲ့အချိန်စာမိုးပဲပြီးဆုံးမယ်လို့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ဖတီးကောင်တိုးတိုကလည်းစကားရရှိမနေပဲစာမိုးပဲစားဖို့ပြောတဲ့အခါသူ့တဲ့ဖတီးကြတဲ့ဘူဟာရာသူ့ရဲ့ဘိုက်ကိုလက်နဲ့ရိုက်ပြီးစာမိုးပဲစားလိုက်ပါတယ်အဲ့အခါကျေလောင်တဲ့အတန်နဲ့အတူအဖေးဆိုးသူတွေကလည်းဝက်ပန်းကိုအပြေးသွားကြပါတော့တယ်ကြိုက်တဲ့ဝက်မျိုးစိတ်ကိုဖမ်းလို့ရတယ်ဆိုပေမဲ့အတော်အုပ်ထဲမှာဝက်မျိုးစိတ်ကတစ်မျိုးတည်းရှိနေတာဖြစ်ပါတယ်အားလုံးကလည်းဝက်ကိုရှာနေခဲ့ပြီးလီယိုရီယိုကတော့ထုံးစံအတိုင်းပထမဆင့်ထက်ပိုယူလွယ်တဲ့ဆိုပြီးပေါ့ပြက်ပြက်ပြောနေပြန်ပါတယ်အဲ့ချိန်ကုန်းကကုန်းတစ်ခုကိုရှော့ဆင်းသွားတာကြောင့်အားလုံးကလည်းလိုက်သွားတဲ့အချိန်အောက်မှာတွေးလိုက်ရတော့အေယာမသားစားဝက်ကြီးတွေဖြစ်နေပါတယ်အဲ့ဝက်မျိုးစိတ်တွေကကဘာပေါ်မှာအရက်စစုံဝက်မျိုးစိတ်တွေဖြစ်ပြီးသူတို့ရဲ့မာကြောပြီးကြီးမားတဲ့နှုတ်သီးတွေနဲ့တွေ့သမျှအရာအားလုံးကိုလေပေါ်ရောက်စေပါတယ်အဲ့ချိန်ကုန်းတို့အဖွဲ့ဝက်အုပ်စုကတွေးသွားပြီးနောက်ကနေလိုက်ပါတော့တယ်ဝက်နှုတ်သီးနဲ့ထိုးခန့်တဲ့သူကတော့တောင်ပံမပါပဲလေပေါ်မှာဝဲနေပါပြီတိုတိုကတော့သူ့စီလာနေတဲ့ဝက်ကိုကြီးမားတဲ့ကြောက်တုံးနဲ့ပြစ်ပြီးမယ်ဝက်ရဲ့နှုတ်သီးကြောင့်ကြောက်တုံးကအစိမ့်စိမ့်မော်ကကွဲကြေသွားခဲ့ပါတယ်နင်ဂျာကတော့ရှရင်ကနဲ့ပြစ်ပြီးမယ်အေယာမဝက်ကြီးရဲ့နှုတ်သီးကိုတော့မကြော်နိုင်ခဲ့ပါဘူးကုန်းကိုဝင်တိုက်တဲ့ဝက်ကိုတော့ခွန်ကရှောင်းနိုင်ပြီးဝင်တိုက်တဲ့ဝက်ကတော့နှုတ်သီးနဲ့တစ်ပင်တသားလေးဖြစ်သွားပါတယ်ဝင်တိုက်ပြီးတဲ့အချိန်ကြောင့်တစ်ပင်ရဲ့တစ်သီးတွေဝက်ကြီးရဲ့နှစ်ဖူးပေါ်ပြုတ်ကျလာတဲ့အခါဝက်ကြီးကထားအောင်ခဲ့ပါတယ်အဲ့ဒါကိုကုန်းကတတိထားမိပြီးမူးနေတဲ့ဝက်ရဲ့နှစ်ဖူးလေပေါ်ကနေသူ့ရဲ့ငမားကြီးနဲ့တီးလိုက်တဲ့အခါဝက်ကြီးလည်းချက်ချင်းမှောက်သွားပါတယ်အဲ့ဒါကြောင့်အားလုံးကလည်းဝက်တွေရဲ့အားနဲ့ကြောက်တတိထားမိသွားကြပြီးကိုစီတယောက်တစ်ခေါက်ဖမ်းကစစ်ဆေးမဲ့နေရာစီပြန်လာခဲ့ကြပါတယ်ပြီးတော့ကိုစီဝက်ကင်းနေကြပြီးပထမဆုံးပြီးသွားတဲ့နဗန်းသမားတိုတိုကတော့စစ်ဆေးသူကိုမြည်ခိုင်းပါတော့တယ်ဘူဟာကတော့စားလို့ကောင်းပေမဲ့မန်ချီကတော့အလွန်ကြက်လုံးပြီးမာကျောတဲ့အရာတာကိုဖျက်ဆီးနေတယ်လို့ဆိုကပယ်လိုက်ပါတယ်နောက်ထပ်နင်ဂျာကရုံးရဲ့အလှည့်ဖြစ်ပြီးဘူဟာကတော့ထုံးစံတိုင်းစားလို့ကောင်းပေမဲ့မန်ချီကတော့အပြင်မှာတူးပြီးအထက်ကကြမကြက်ဘူးလို့ဆိုကပယ်လိုက်ပြန်ပါတယ်တယောက်ပြီးသွားပေမဲ့မန်ချီကတော့အားလုံးပယ်နေပါတယ်ကိုရာပီကာတို့အပွဲလည်းမမီးပဲပယ်ချနေတဲ့မန်ချီကိုကြည့်ပြီးအကြံထုတ်နေပါတယ်အဲ့အခါကိုရာပီကာအခုဆာမွေးပွဲကချက်ပြုတ်တာကိုစစ်ဆေးတာမဟုတ်ပဲကိုနီကိုဟန်ရှိပြီးစစ်ဆက်သေးကြရမယ်ဆိုကကောက်ချက်ချလိုက်ပါတယ်အဲ့ဒါကြောင့်ဟင်းပွဲကိုတေချာပြင်းပြီးသွားပေးတဲ့အခါဂွန်းနဲ့လီရိုရီကတော့ပယ်ချခံလိုက်ရပါတယ်ကိုရာပီကာအလှည့်ရောက်တော့ဟင်းပွဲကစားကျင်စရာဖြစ်နေတာကြောင့်နောက်ဆုံးတော့မန်ချီလည်းမြည်ကြည့်ပါတော့တယ်အဲ့ဒါကြောင့်ကိုရာပီကာရတာရေးကြီးတာမဟုတ်ပဲအဓိကဟင်းလျာဝတ်သားကိုစားကျင်အောင်လုပ်ဖို့ပဲဆိုကထင်သွားပါတယ်ဒါပေမဲ့သူထင်သားသလိုမဟုတ်ပဲဗရာသာဟုတ်လို့ငြင်းခန့်လိုက်ရပြန်ပါတယ်ဘူဟာရာကတော့လာပိုးသမျှဝတ်သားတွေကိုအကုန်စားပြီးရင်းပြေးသွားပေမဲ့ဖေးဆိုသူတွေကသူမှညင်းသလိုညင်းနေတဲ့မန်ချီကြောင့်တယောက်မှမအောင်ခဲ့ပါဘူးအဲ့ဒါကိုအဝေးကစောင့်ကြည့်နေတဲ့ပထမဆင့်စစ်သေးသူဇက်တိုကပင်မအဖွဲ့အစည်းတွေဆက်တွေကအကြောင်းကြားလိုက်ပါတော့တယ်အဲ့ဒါကြောင့်ဥက္ခရာကြီးလည်းသူကိုယ်တိုင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်စာမေးပွဲကပြီးသွားပြီမဲ့ဖေးဆိုသူတွေကတယောက်မှမအောင်ကြတာကြောင့်ဒေါ်ကနေကြပါပြီမန်ချီကသူတို့အတွက် green တွေးနေမဲ့စားတော့ကိုချက်ပြုတ်ဖို့ပြောခဲ့တာဖြစ်ပြီးအားလုံးဒီပါတပုံစံနဲ့ချက်ပြုတ်ထားတဲ့အတွက်အရသာမရှိတာကြောင့်စူးစမ်းအားထုတ်မှုမရှိဘူးလို့ဆိုပါတယ်နောက်ပြီးစူးစမ်းအားထုတ်မှုရှိမဲ့လို့ထင်ရတဲ့တယောက်ကလည်းဟင်းရဲ့အပြင်ပန်းပုံစံကိုပြောင်းထားပေမဲ့အရသာကိုဂရုမစိုက်ဘူးလို့ပြောပါတယ်အဲ့ခါတိုတိုကသူ့ရဲ့ပန်းနိုင်ကအနက်ရောင်ဟန်နာတယောက်ဖြစ်ဖို့ဖြစ်ပြီးသူ့ရဲ့ကံကြမ္မာကိုဘာမဟုတ်တဲ့အကောင်းကြိုက်ဟန်နာတယောက်စီမှာဆုံးဖြတ်တာမခံနိုင်ဘူးလို့ပြောပါတယ်မန်ချီကတော့မင်းရဲ့ဆံမိုးပဲစစ်စစ်သူကဘာမှမဟုတ်ပဲအစားတောက်ကြိုက်တဲ့ဟန်နာတယောက်ဖြစ်နေတာကန်ဆိုးတာဖြစ်ပြီးနောက်နေ့ကန်ကောင်းပါစေလို့ပြောတဲ့အခါတိုတိုလည်းစိတ်တူပြီးတိုက်ခိုက်ဖို့လုပ်လိုက်ပါတယ်ဒါပေမဲ့ဘူဟာရဲ့လက်ချက်နဲ့တင်လွင်သွားပြီးဝင်မရှုပ်ဖို့မန်ချီကပြောပေမဲ့တကယ်လို့သူသာဝင်မရှုပ်ခဲ့ရင်မန်ချီကအသေးသက်ပြစ်မဲ့ဆိုတာဘူဟာရာသိနေတာကြောင့်ဖြစ်ပါတယ်မန်ချီကရက်ဆက်တဲ့တားရိုက်ကောင်တွေရဲ့တားရိုက်ကွင်းတွေကိုမကြာခဏဆွန်စားပြီးဖြစ်ပြီးဟန်နာတယောက်စီတိုင်းကိုခံပညာတစ်ခုစီတက်မြောက်ကြတယ်လို့ပြောပါတယ်နောက်ပြီးအခုလာဖြစ်တဲ့သူတွေကအာရုံစူးစိုက်မှုနဲ့အသေးစားနဲ့တည်ထွင်နိုင်မှုမရှိဘူးဆိုတာအဲ့တစ်ချက်တည်းနဲ့အားလုံးကိုဟန်နာပြစ်ကနေထုတ်ပယ်ပစ်တယ်လို့ပြောပါတယ်အဲ့ချိန်ဟီဆိုကတခုခုလို့ကိုပြင်လိုက်ပေမဲ့ဝင်ရောက်ဖြစ်သူတိုင်းကိုပယ်ချတာကနည်းနည်းများတယ်ဆိုတဲ့အတန်နဲ့အတူစောနကဥက္ကရာဆိုတဲ့အဖိုးကြီးရောက်လာခဲ့ပါတယ်အဲ့အဖိုးကြီးရွေးကောက်ပွဲကော်မတီဥက္ကရာနဲ့တိုရီဖြစ်ပြီးအောက်ခွေကနေပဲလှုပ်တာဖြစ်ပြီးဒီလိုချင်းနေမှသာပါဝင်လာလို့ပြောပါတယ်နောက်တော့ဒီမှာရှိတဲ့ဖြေဆိုသူတွေအားလုံးကိုစာမိုးပဲချတာအသေးစားနေလှုပ်ရှင်စိတ်မရှိလို့ချရတာလို့မေးပါတယ်မန်ချီကတော့အဲ့လိုမျိုးပဲဖြေဆိုသူတွေကအကောင်းကျတဲ့ဟန်နာတယောက်လို့ပြောလို့စိတ်မထိန်နိုင်ပဲဖြစ်သွားတယ်လို့ရှင်းပြပါတယ်အဲ့အတွက်စစ်ဆေးမှုကလက်ခံလို့မရဘူးဆိုတာသဘောပေါက်တာကြောင့်မန်ချီကစစ်ဆေးသူအဖြစ်ကနေနှုတ်ထွက်ပြီးဒုတိယဆင့်စာမိုးပဲကိုအစားအပြန်စားဖို့ဥက္ကရာနဲ့တိုရီကိုပြောပါတယ်နဲ့တိုရီကအချင်းတိုတွင်စစ်ဆေးသူတယောက်ရှာဖို့ခက်ခဲတာကြောင့်မန်ချီကိုစာမိုးပဲစစ်ဆေးသူအဖြစ်ဆက်လက်
လည်းထမ်းဆောင်စေပြီးစာမိုးပွဲကိုသူပါဝင်ဖြေရမယ်လို့ဥက္ကဋ္ဌကပြောပါတယ်မန်းချီကလည်းသဘောတူလိုက်ပြီးသူတို့နှမ်းချမ်းခွဲတောင်ပေါ်စီခေါ်သွားဖို့ဥက္ကဋ္ဌကြီးကိုပြောပါတယ်တောင်ပေါ်မှာသူတို့လုပ်ရမယ့်အရာတောင်ကျောင်းမှာရှိတဲ့ပေးကူလင်းုံဆိုတဲ့တရဝါကြီးရဲ့ဥတွေကိုယူဖို့ပဲဖြစ်ပါတယ်ပေးကူလင်းုံတွေကသူတို့ရဲ့ဥကိုကာကွယ်ဖို့အတွက်ဥတွေကိုကြောက်ထဲမှာအမြင်တွေနဲ့ထားတာပဲဖြစ်ပါတယ်အဲဒါကြောင့်ပဲသူတို့ဥတွေကကပ္ပအခက်ခဲဆုံးဟင်းလျာတွေကတခုပါဝင်နေရလို့ဥက္ကဋ္ဌကြီးကရှင်းပြပါတယ်ပထမဆုံးမန်းချီကခုံချသွားပြီးဥကိုယူပြလိုက်ပါတယ်အဲ့ဒီဥတော့ကြောက်ထဲကနေပင့်တက်လာတဲ့လေရဲ့အကူကြီးနဲ့ယူရတာဖြစ်ပြီးလေကဘယ်ချိန်ပင့်တက်လာမလဲဆိုတာခံမှန်းနိုင်ဖို့ပဲလိုပါတယ်အဲ့ချိန်ကိုတို့၄ယောက်နဲ့အတူအားလုံးလည်းခုံချသွားကြပြီမန်းချီကတော့သူရှင်းပြရမယ့်ဟာတွေရှိသေးတာကြောင့်အားလုံးကိုတားနေပြီမဲ့နောက်ကျသွားခဲ့ပါပြီအဲအကြောင်းမသိတဲ့သူတွေကတော့ပင့်တက်လာတဲ့လေကိုမဆောင်ပဲချက်ချင်းခုံချသွားတာကြောင့်ပြန်တက်မလာနိုင်ပဲဘွာကူးသွားခဲ့ပါတယ်ကိုကတော့သူအချက်ပေးမှဆင်းဖို့ပြောပြီးအာရုံစိုက်နေပါတယ်အဲ့အခါလေလာတဲ့အတန်ကိုသတိထားမိပြီးအချက်ပြတဲ့အခါအားလုံးလည်းခုံဆင်းသွားခဲ့ပြီးဦးတယောက်တစ်လုံးစီယူလာနိုင်ခဲ့ပါတယ်နပန်းနပန်းတူတူကတော့သူ့ခန္ဓာကိုယ်ကြီးနဲ့မဆင်းရဲတာကြောင့်လက်လျှော့လိုက်တဲ့အတွက်စာမိုးပွဲကနှုတ်ထက်လိုက်ရပါတယ်ဒါဒုတိယဆင့်စာမိုးပွဲဖြေဆိုပြီးတဲ့နောက်ဂုံးနဲ့ပေါင်းပါတွေအားလုံးချယ်ရီပေါ်များလာတဲ့ကောင်းကင်ရံထက်မှပြန်တမ်းပြီးတတိယဆင့်စာမိုးပွဲဖြေမဲ့နေရာစီဦးတည်နေကြပါတယ်ဒုတိယဆင့်စာမိုးပွဲကိုဖြေဆိုသူ42ယောက်အောင်မြင်ပြီးဥက္ကဋ္ဌကသူ့ကိုယ်သူနဲတိုရီလိုမိတ်ဆက်ကဘေးကဆေးအောင်ကြိုးသားလေးရတော့အတွင်းမှုပြီးနဲ့လိုမိတ်ဆက်လိုက်ပါတယ်နဲတိုရီကအစကတော့စာမိုးပွဲနောက်ဆုံးဆင့်ရောက်မှစာမိုးပွဲဖြေဆိုသူတွေနဲ့တွေ့မယ်လို့စဉ်းစားထားပေမဲ့အခြေအနေတစ်ခုကြောင့်စောရီတွေးလိုက်ရပြီးအခုလိုတင်းမာမှုတွေကိုလည်းသဘောကျတယ်လို့ဆိုပါတယ်အဆေးအောင်ကြိုးသားလေးပြီးရင်သူတို့အခုသွားမယ့်နေရာမနက်8 နာရီလောက်ရောက်ဖို့စီစဉ်ထားပေမဲ့အဲတော့တွင်းမှာလွတ်လပ်စွာနေနိုင်ပြီးညသာစားခြင်းအစားတောက်ခန်းထဲမှာလာထိုင်လို့ရပြီးလာထိုင်တဲ့သူတွေကိုတော့အစားတောက်ချပေးမယ်လို့ပြောပါတယ်ကီလူရာကတော့တင်းမောကိုပတ်ကြည့်ဖို့ခုံးကိုခေါ်သွားပါတယ်ရီယိုရီယိုနဲ့ကူရာပီကာကတော့ပင်မနေတာကြောင့်အနားယူဖို့ဆုံးဖြတ်လိုက်ပြီးကူရာပီကာကနောက်ထပ်ဖြည့်စွားမဲ့အစဉ်ဘယ်နှဆင်းလောက်ကျန်သေးလဲဆိုတာမသိတာကြောင့်စိတ်ပူနေပါတယ်အဲ့အခါအတွေးအကြုံရှိနေပြီဖြစ်တဲ့နှစ်ချိုကြီးတွန်းပါပြင်းပြအပြင်နောက်ထပ်5ဆင့်6ဆင့်လောက်ကျန်အောင်မယ်ဆိုတာကြောင့်ရီယိုရီယိုကနောက်ထပ်4ဆင့်လောက်ဖြတ်ကျော်အောင်မှဖြစ်တဲ့အတွက်အနားယူဖို့လိုတဲ့ဆိုကထွက်သွားပါတယ်ဒါပေမဲ့တွန်းပါသူတို့သွားမဲ့နေရာကိုဘယ်ရှင်ရောက်မလဲဆိုတာမပြောပြတာကြောင့်တတိယဆင့်စာမိုးရဲ့လေတုံးမောပေါ်မှာကျင်းပရလဲဖြစ်သွားနိုင်တယ်လို့ပြောပါတယ်အဲ့အခါ2ယောက်သားဆင်းသွားကြပြီးတွန်းပါကတော့နောက်တစ်ဆင့်တက်ရှင်စိတ်ချလက်ချအနားမြူဖို့အကြံပေးလိုက်ပါတယ်ဒါပေမဲ့လူသိပစ္စည်းသမားတွန်းပါကတော့ထုံးစံအတိုင်းစေတနာရှိလို့အကြံပေးတာမဟုတ်ပဲမနက်စာမိုးဝဲဖြေတဲ့အခါ2ယောက်သားတိုင်းပတ်သွားအောင်လုပ်ပဲဖြစ်ပါတယ်အခန်းထဲရောက်တော့ကိုရာပီကာတွန်းပါပြောခဲ့တဲ့စကားတွေကိုပြန်စဉ်းစားနေပြီးဘေးကလေယိုရီယိုကတော့တေရီကြကဟောက်လို့တောင်နေပါပြီတစ်ဖက်မှာစာမိုးဝဲစစ်သေးသူ3ယောက်ကဒီနေ့ဖြေဆိုသူတွေတိတ်မစိုးတာကြောင့်အောင်မြင်နိုင်တဲ့သူတွေကိုခံမှန်းနေကြပါတယ်မန်ချီကတော့နံပါတ်294ဖြစ်တဲ့နေရာကတုံးကိုသဘောကျပြီးစတူကတော့နံပါတ်90ကိုခီလူရာကိုသဘောကျပါတယ်ဘူဟာကတော့နံပါတ်44ဟီဆိုကာကိုသဘောကျပြီးနံပါတ်သမားတိုတိုပွဲချမ်းတော့ဟီဆိုကာရဲ့မျက်လုံးတွေကတယောက်ကိုတတ်တော့မဲ့အတိုင်းပဲဖြစ်နေပြီလို့ပြောပါတယ်အဲ့ဒါကိုမန်ချီကသတိထားမိပြီးသူ့ကိုစားတွေ့ရတဲ့အပုံစံပဲလို့ပြောပါတယ်စတူကသူတို့ရဲ့ဇယက်ကဟီဆိုကာရဲ့ပုံစံနဲ့အတော်လေးတူတယ်ဆိုပြီးဒါပေမဲ့ဟီဆိုကာအမောင်ပချမ်းကိုပို့ပြီးအားထားတယ်လို့ဆိုတာဟန်နာတယောက်အနေနဲ့ပြန်ဘက်ကိုအမြဲတမ်းရှာဖွေနေတတ်ပြီးအခြေခံအဖြစ်ဟန်နာအေဇန်ဆိုတဲ့နေရာတင်းတော်တဲ့ပြန်ဘက်ကိုတွေးဖို့အလားအလာကြီးဆုံးနေရာပဲလို့ပြောပါတယ်ဒီနေရာမှာစစ်သေးသူတွေအနေနဲ့ဖြေဆိုသူတွေရဲ့ပုံစံကိုအကဲခက်တဲ့နေရာမှာစစ်သေးသူပြီးသားရလို့ပြောလို့ရပါတယ်တစ်ဖက်မှာဂွန်းနဲ့ခီလူရာကတော့စပုံမှုရဲ့ခန်းထဲဝင်ပြီးမှွေနေကြပါပြီအဲ့ဒါကြောင့်စပုံမှုရဲ့မောင်းထုတ်ခြင်းကိုခံလိုက်ရပြီး2ယောက်သားဆက်ရောက်လာကြပါတယ်တနေရာရောက်မှမျိုးပြရဲ့ညာအလင်းအောင်လှပကိုတွေးပြီးခံစားနေကြပါတယ်ဂွန်းကခီလူရာရဲ့မိဘရဲ့အကြောင်းမေးတဲ့အခါခီလူရာအသက်ရှင်နေပြီးသူတို့မိဘတွေကအဆက်ရှင်ဖြစ်တဲ့အကြောင်းပြောပြလိုက်တဲ့အခါဂွန်းရဲ့ပုံစံကိုကြည့်ပြီးသူ့အကြောင်းပြောပြလိုက်တဲ့တီရီရင်တုတ်ပြန်တဲ့သူကိုပထမဆုံးမြင်ဦးလာကြောင့်ခီလူရာရဲ့သဘောကျနေခဲ့ပါတယ်ခီလူရာအဆက်ရှင်မိသားစုကနေဆင်းသက်လာတာဖြစ်ပြီးသူတို့မိသားစုတွေအကုန်လုံးကလုံခြုံရေးသမားတွေပဲလို့ပြောပါတယ်ပြီးတော့ခီလူရာပေါ်သူ့မိသားစုကအရင်မျှော်လင့်ထားတာဖြစ်ပေမဲ့သူကတော့လက်မခံနိုင်ကြောင်းဂွန်းကိုရင်ဖွင့်နေပါတယ်ခီလူရာကတော့သူ့အနာဂတ်ကိုသူကိုယ်တိုင်ဆုံးဖြတ်နေတာဖြစ်ပြီးအဲ့လိုပြောလိုက်တိုင်းသူ့မိသားစုတွေအကုန်လုံးကဒေါသထွက်ကုန်ကြတယ်လို့ပြောပါတယ်ကီလူရာသူသားဟန်တာတယောက်ဖြစ်လာရင်သူ့မိသားစုကိုအရင်ဆုံးရှာပြီးဖမ်းမယ်လို့ဆိုတာတားလိမ်မာရီယာအားရပါရပြောနေပါတယ်အဲ့ချိန်ဥက္ကဋ္ဌနဲ့တူရီရောက်လာပြီးတငယ်ချင်းနှစ်ယောက်ကိုတွေ့သွားတဲ့အခါမျက်လုံးလေးပြူးပြီးကြည့်လိုက်တာနဲ့နှစ်ယောက်စလုံးကတတိထားမိသွားကြပါတယ်အဲ့ဒါကြောင့်ကြည့်လိုက်ပေမဲ့နဲ့တူရီကထိုးနေရမှာရှိမနေခဲ့တော့ပါဘူးဒါပေမဲ့တခြားတစ်ဖက်ကရောက်လာတာကြောင့်ကီလူရာမတင်ကားတဲ့မျက်လုံးလေးနဲ့ကြည့်နေပါတယ်အဲ့ဒါကိုနဲ့တူရီကိုမေးပေမဲ့နဲ့တူရီကတော့မသိဘူးလို့ပဲဖြေလိုက်ပါတယ်ဒါပေမဲ့ကီလူရာနဲ့တူရီရဲ့လက်ချက်ဆိုတာသိနေပြီးဘာလို့ကျင်လို့လဲလို့မေးတဲ့အခါနဲ့တူရီကပြင်းလို့ဘော်ဒါပေါ်ကျွတ်လိုက်ရှာတာလို့ပြောပါတယ်နောက်ပြီးဟန်နာအီဇန်ကိုပထမဆုံးအနေနဲ့ဖြေရတာဘလို့နေလဲလို့မေးတဲ့အခါကွန်ကတော့သူကြောက်ရတဲ့စာမေးစာပြေတခုမှမပါတာကြောင့်ပြောတယ်လို့ပြောပါတယ်ဒါပေမဲ့ကီလူရာကတော့စိတ်ပြတ်မိတဲ့ဆိုကစာမိုးဝဲကိုဒီထက်အများကြီးပိုခက်သိနေလို့ပြောပြီးနောက်လာမယ့်စာမိုးဝဲမှာဒီထက်ပိုခက်ခဲဖို့မျှော်လင့်တယ်လို့ပြောပြီးထွက်သွားဖို့လုပ်ပါတယ်ဒါပေမဲ့နက်တိုရီကခဏနေဖို့ဒါသူနဲ့ဂိမ်းဆော့ဖို့ကမ်းလှမ်းလိုက်ပါတယ်အစကတော့ကီလူရာစိတ်မပါပေမဲ့သူ့ကိုနိုင်ဟန်နာတယောက်ဖြစ်ခွင့်ပေးမယ်ဆိုပြီးလောင်းရစ်ထက်လိုက်တာကြောင့်နှစ်ယောက်သားသဘောတူလိုက်ရပါတယ်သူတို့ကစားမဲ့ဂိမ်းကနက်တိုရီလက်ထက်ကဘောလုံးကိုရအောင်ယူရမှာဖြစ်ပြီးသူတို့သွားမဲ့နေရာမရောက်ခင်နိုင်ယူရမှာဖြစ်ပါတယ်ဘောလုံးကိုကြိုက်တဲ့နည်းနဲ့ရအောင်ယူလို့ရပဲရင်ဆုံးကီလူရာအရင်လုံးမယ်ဆိုကအဇက်ရှင်တွေသုံးတဲ့စီးချက်ပဲတင်တန်ဆိုတဲ့အခွက်ကိုထုတ်သုံးလိုက်ပါတယ်အဲ့ဒါရန်သူအမြင်မားစီဖို့အတွက်တိကျတဲ့စီးချက်တွေကိုအသုံးပြုပြီးရွေးချပုံရိပ်တွေဖန်တီးကတိုက်ခိုက်တဲ့ပုံစံပဲဖြစ်ပါတယ်အဲ့အခွက်နဲ့နက်တိုရီစီကဘောလုံးကိုလူဖို့ကြိုးစားပေမဲ့ဘလောက်ကြိုးစားအဖိုးကြီးဖြစ်နေပေမဲ့အဖိုးကြီးတယောက်လုံးမဟုတ်တဲ့လှုပ်ရှားမှုတွေကြောင့်ကီလူရာလည်းအကြက်ရိုက်နေခဲ့ပါတယ်အဲ့ဒါကြောင့်လှုပ်ရှားလို့မရအောင်အဖိုးကြီးရဲ့အောက်ပန်းကိုအရင်ဖြိုးမဲ့ဆိုကစမိုးတန်လောက်ရှိတဲ့သူ့ရဲ့ခြေစလုံးနဲ့အဖိုးကြီးရဲ့ခြေစလုံးကိုကန်လိုက်ပေမဲ့ကီလူရာပဲအထိနာသွားခဲ့ပါတယ်ကွန်ကသူ့အလက်ဆိုကကီလူရာနဲ့နေရာချင်းလဲလိုက်ပြီးယူသားတဲ့ကောင်လေးခွန်ကတော့ဘောလုံးလူဖို့အတွက်အကျော်ရင်လျှော့နေခဲ့ပါတယ်ပြီးတာနဲ့မြန်မာလူကြီးတဲဝင်သွားကအနီးနားရောက်မှအပေါ်ကိုခုန်လိုက်ပြီးမယ်上か
じいさん油断してたのに。まったくじゃ。 နက်တိုရီကတော့မနဲ့မရောက်ခင်ဒီသူ့ကိုပြောအောင်ထားနိုင်ပါမလားဆိုပြီးစိတ်ထဲကရေရွနေပါတယ်ဒီချိန်တွန်းပါဟိုနှစ်ယောက်တော့ကြောက်ရိုးတုံနေလောက်ပြီဆိုကသူတို့ရှိမဲ့အခန်းကိုတွားကြည့်ပါတယ်ဒါပေမဲ့ဟိုနှစ်ယောက်ကတော့နည်းနည်းချက်ချက်တောင်အိပ်ပျော်နေခဲ့ပါပြီဂိုးနဲ့ကီလိုရာတော့အပေါ်အင်းကြီးအောင်ချွတ်ပြီးအဖိုးကြီးစီကဘောလုံးရအောင်လူဖို့ကြိုးစားနေကြပါတယ်နက်တိုရီကတော့တယောက်တည်းမရနိုင်တာကြောင့်နှစ်ယောက်စလုံးဝင်လူဖို့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ဂိုးနဲ့ပါလာပြီးနှစ်ယောက်သားလူပါတော့တယ်တယောက်တည်းလူလို့မရဘူးဆိုပေမဲ့နှစ်ယောက်သားလူတော့လည်းမရပါဘူးနက်တိုရီကချွေးတော်မထွက်သေးတာကြောင့်ညနေညနေမသုံးပဲမနိုင်နိုင်ဘူးဆိုကဂိုးကနောက်ထပ်မြန်မာလိုဝင်သွားပြီးခြေထောက်နဲ့ကန်တယ်လို့လုပ်ပြီးမဲ့ခြေထောက်နဲ့ကန်တာမဟုတ်ပဲခြေအိနဲ့ကန်လိုက်တာကြောင့်နက်တိုရီလည်းဂိုးရဲ့ခြေအိစာမိသွားပါတယ်အဲ့ချိန်ကီလိုရာနောက်ကနေပေါ်လာပြီးနက်တိုရီကိုကန်လိုက်တာကြောင့်ဟန်ချက်ပြတ်သွားတဲ့အခါခွင်ရေးပဲဆိုပြီးဘောလုံးကိုယူဖို့လုပ်ပြီးမဲ့ဟိုကခြေထောက်နဲ့အသားလေးယူကဘောလုံးကိုပြန်ယူလိုက်ပါတယ်ဒါပေမဲ့ဂိုးကသူ့မှာကြံသေးတဲ့ခြေအိနောက်တစ်ဖက်နဲ့လှမ်းကန်လိုက်တာကြောင့်ဘောလုံးကအရှိကိုပူရောက်သွားပြီးနှစ်ယောက်သားဘောလုံးကိုယူဖို့လုပ်မှာအဖိုးကြီးကအတွင်းအားနည်းနည်းတုံးလိုက်ပြီးခုံလိုက်တာကြောင့်ဂိုးတို့ရင်ဘောလုံးစီရောက်သွားပါတယ်နက်တိုရီကတကယ်ချင်းနှစ်ယောက်ကစူးစမ်းအားထုတ်မှုကိုအတိမပြုတ်နေပြီးခုနကသူ့အတွင်းအားသုံးပြီးခုံလိုက်တဲ့နေရာမီးလောင်နေသလိုငွေ့ထွက်နေတာကြောင့်ဂိုးကတော့သဘောကျနေပါတယ်ကီလိုရာတော့လက်လျှော့ပြီးအရှုံးပေးလိုက်ပေမဲ့ဂိုးကတော့အချိန်တွေအများကြီးကြံသေးတာကြောင့်စကြိုးစားလို့ရသေးတယ်လို့ပြောပါတယ်ကီလိုရာပွဲစားတွေကဖိုးကြီးကဘယ်ခြေထောက်နဲ့ဘယ်လက်ကိုတိမ်မသုံးသေးပဲအဲ့လိုလူနေတာတော့မရတာကြောင့်တနေ့လုံးလူတာတော့ရမှာမဟုတ်လို့ဆိုကဂိုးကိုခေါ်ပြီးထွက်သွားဖို့လုပ်ပါတယ်ဂိုးကတော့စကြိုးစားကျင်သေးတာကြောင့်ကီလိုရာဘလောက်ကြိုးစားအသုံးမဝင်ဘူးလို့ပြောပါတယ်ဂိုးကအဖိုးကြီးစီကဘောလုံးကို Q ဆိုင်မနေတော့ပဲသူ့ညာလက်သုံးအောင်ပဲလုပ်တော့မယ်လို့ပြောပြီးအဲ့ဒါကြောင့်ကီလိုရာဂိုးကိုနားလဲသွားပြီးသူကတော့နားကျင်လို့ဆိုကပြန်သွားပါတယ်ကီလိုရာထွက်သွားတော့ဂိုးကပွဲစားတော့ကီလိုရာသုံးရတဲ့အကွက်ကိုနက်တိုရီကိုမေးနေပါတယ်အဲ့ဒီလန်မြေအောင်လုပ်ငန်းစဉ်နဲ့ဆက်ဆက်နေတဲ့နေရာမှာသုံးတာဖြစ်ပြီးတက်မြောက်ဖို့ဆိုရင်ပြင်းထန်တဲ့လေ့ကျင့်ရေးမျိုးလိုအပ်တာကြောင့်ဂိုးအနေနဲ့မတင်ဘူးလို့ပြောပါတယ်ဂိုးကတော့အရက်မရဲ့နီးစနစ်ပဲလို့ဆိုကကြိုးစားပေမဲ့ညနေသုံးတတ်တဲ့ဂိုးကအဖိုးကြီးစီကဘောလုံးကိုလူဖို့လုပ်လိုက်ပါတယ်ဒါပေမဲ့လည်းမရခဲ့ပါဘူးကီလိုရာကတော့အနားယူဖို့သွားနေတဲ့လမ်းမှာလူနှစ်ယောက်ကိုတိုက်မိပြီးအဲ့လူနှစ်ယောက်ကပြဿနာရှာနေတာကြောင့်မျက်စိတမိတ်အတွင်းနှစ်ယောက်စလုံးကိုတက်ပစ်လိုက်ပါတယ်တစ်ဖက်မှာတော့ဂိုးကအဖိုးကြီးတို့ကိုညာလက်သုံးလာအောင်အသေးတန်ကြိုးစားနေပါတယ်တက်ချီမှာအဖိုးကြီးရဲ့ဘိုက်ကိုခေါင်းနဲ့တိုက်လိုက်ပေမဲ့ဂိုးရဲ့ခေါင်းပဲနာသွားခဲ့ပါတယ်ဒါပေမဲ့ခေါင်းပေါ်မှာနဲ့နောက်ထပ်ဆက်တိုက်ဖို့လုပ်တဲ့အခါအဖိုးကြီးကရှောင်းလိုက်တာကြောင့်နောက်ကနိုင်ရန်နဲ့တွားတိုက်မိပါတယ်အဲ့ဒါကြောင့်အဖိုးကြီးကတေသွားပြီလို့ထင်ပေမဲ့ခေါင်းမတဲ့ဂိုးကဘူတလုံးနဲ့ပြန်ထားလာခဲ့ပါတယ်နောက်ပြီးဂိုးကအဖိုးကြီးကိုညာလက်သုံးအောင်လုပ်နိုင်လိုက်တာကြောင့်အပြိုးကြီးပျော်နေခဲ့ပါတယ်ပြီးတော့ပင်မနေတဲ့အတွက်ချက်ချင်းအိပ်ပျော်သွားခဲ့ပါတယ်ဂိုးအိပ်ပျော်သွားတာနဲ့အဖိုးကြီးကရင်မိုးကိုဖုံးဆက်ပြီးအချိန်နဲ့ရှော့မောင်းဖို့ပြောလိုက်ပါတယ်နက်တိုရီကတော့သူအချိန်ပြောချင်လို့စောတဲ့ကိန်းမှာဂိုးကထူးခြားတယ်ဆိုတာသိလိုက်ရပါတယ်ဒါမနေ့ကကွန်းတယောက်နက်တိုရီစီကဘောလုံးကိုလူပြီးပင်ပန်းသွားတာကြောင့်အိပ်ပျော်သွားခဲ့ပါတယ်အဲ့ချိန်အတန်တစ်ခုကြောင့်လန်နိုးသွားပြီးအပြင်ကိုကြည့်လိုက်တဲ့အခါတတိယဆင်ဆောင်ပွဲဖြူဆိုမဲ့နေရာစီလမ်းမြင်နေရပါပြီဖြူဆိုသူတွေအားလုံးအောက်ကိုချပေးလိုက်ပြီးအစိမ်းအောင်ဂျိုသားလေးကတတိယဆင်ဆောင်ပွဲကိုခုရောက်နေတဲ့လှည့်သားမျိုးစင်းကြီးမှာကျင်းပသွားမှလို့ပြောပါတယ်တတိယဆင်ဆောင်ပွဲကိုကြော်ပြဖို့ဆိုရင်ဒီမျိုးစင်းကြီးပေါ်ကနေမျိုးစင်းရဲ့အောက်ကိုအသက်ရှင်လေးဆင်းလာနိုင်ရမှာပဲဖြစ်ပါတယ်။စာမေးပွဲအတွက်အချိန်က82နာရီပေးထားပြီးတော့အတွင်းရအောင်လာနိုင်မှာအောင်မှာဖြစ်ပါတယ်။အစိမ်းအောင်ကြိုးသားလေးကပြောတင်တာတွေအကုန်ပြောပြီးစာမေးပွဲစကထွက်သွားပါတယ်။အဲ့ဒါကို TV show ကနေစာမေးပွဲစစ်ဆေးသူလို့ထင်ရတဲ့လူ3ယောက်ကစောင့်ကြည့်နေပါတယ်။အပြင်မှာတော့ဖြေဆိုသူတွေကအောက်ကိုဘယ်လိုဆင်းရမလဲဆိုတာအကြံထုတ်နေကြပြီးအဲ့အချိန်တောင်ရသမားတစ်ယောက်ကဒီအဆင့်ကသူ့အတွက်အလွယ်ဆုံးပဲလို့ပြောပြီးမျောစင်ပေါ်ကနေတွေ့ခဲ့ပြီးဆင်းသွားပါတယ်။အဲ့လိုဆင်းနေတော့အတန်တစ်ခုကိုကြားလိုက်ရပြီးအတန်လာရာကိုကြည့်လိုက်တဲ့အခါမှာတော့လေပေါ်ကနေပြန်လာတဲ့ငှက်အကြီးကြီးကိုတွေးလိုက်ရပါတယ်။အဲ့ဒါကြောင့်တောင်ရသမားလေးလက်ဖြတ်နေပြီးငှက်ကြီးတစ်ကောင်အောင်သူ့ကိုဖမ်းဆသွားပါတယ်။ဒီမြင်ကွင်းကိုတွေးလိုက်ရတဲ့ဂုံးတို့ဖွဲ့လဲဒီမျောစင်ပေါ်ကနေမြန်မာလူကြီးဆင်းလို့မရဘူးဆိုတာနားလည်သွားကြပါတယ်။ဖြေဆိုသူတွေအားလုံးကလည်းအောက်ကိုဆင်းဖို့နီးလန့်ရှာနေကြပြီးကူရာပီကာပတ်ဝန်းကျင်ကိုစစ်ဆေးလိုက်တဲ့အခါဖြေဆိုသူ42ယောက်ကနေ32ယောက်သာအကျန်တော့တာကြောင့်ဒီမျောစင်ကြီးမှာအောက်ခြေကိုဥတီသွားလို့ရတဲ့တကားပေါက်ရှိရဲဆိုတာနားလည်သွားပါတယ်။အဲ့ချိန်ကွန်ကနှစ်ယောက်လုံးကိုခေါ်ပြီးသူတို့လှုပ်ဝက်တကားပေါက်ရှာတွေ့သွားတဲ့အကြောင်းလှမ်းပြောပါတယ်။အဲ့ဒါကြောင့်လီယိုရီကဆင်းသွားဖို့ပြောပြီးမြဲလှုပ်ဝက်တကားပေါက်ကတနေရာထဲမှာ9ခုရှိနေတာဖြစ်ပြီးအဲ့တကားတွေကိုလည်းတစ်ခါပဲသုံးလို့ရတယ်လို့ပြောပါတယ်။အဲ့ဒါကြောင့်အားလုံးကဒီနေရာမှာလမ်းမခွဲချိန်ပဲခွဲရတော့မှာဖြစ်ပြီးဂွန်းနဲ့ကီလိုရာတော့သူတို့ဆင်းမဲ့တကားပေါက်ကိုတတ်မှတ်ပြီးသွားပြီလို့ပြောပါတယ်။ဂွန်းကထောင်ချောင်းမိသွားခဲ့ရင်စိတ်မစိုးကြီးလို့ဆိုကဆင်းမဲ့တကားပေါက်နားကိုရလိုက်ကြပါတယ်။အားလုံးကလည်းခုံဆင်းသွားကြပြီးအောက်ရောက်တော့ခွဲရပြီလို့ထင်တဲ့9ယောက်ကပြန်တွေးလိုက်ရပါတယ်။အတော်လေးတူတောင်းနဲ့နှုတ်ဆက်ခွဲခွာခြင်းဖြစ်ပြီးအဲ့ချိန်ဂွန်းကနေရာမှာရေးထားတဲ့စာတွေကိုတွေးသွားပါတယ်။သွားကြည့်တဲ့အခါဒီနေရာကနေဘန်းနဲ့ရောက်တဲ့အထိလူအများရဲ့ဆန္ဒကိုမလိုက်နိုင်ပဲမရဘူးလို့ရေးထားတာတွေးလိုက်ရပါတယ်။ပြီးတော့စာထဲမှာလူ9ယောက်ဆိုတာပါဝင်ပြီးသူတို့ရှိမှလူ4ယောက်ပဲရှိတာကြောင့်နောက်ထပ်1ယောက်မလာမချင်းထိုင်ဆောင်နေရအောင်မှပဲဖြစ်ပါတယ်။အဲ့ချိန်နေရာမှာကန့်နေတဲ့စပီကာကနေငါနာမည်လစ်ပိုဆိုတဲ့အတန်နဲ့အတူသူကဒီနေရာရဲ့ထောင်ဆောင်ဖြစ်တယ်လို့တတိယစစ်ဆေးသူလည်းဖြစ်တယ်လို့ပြောပါတယ်။ဒီမျိုးစည်းရဲ့အောက်ကိုရောက်ဖို့ဆိုရင်ရွေးချယ်ရမယ့်လမ်းတွေအများကြီးရှိပြီးရွေးချယ်လိုက်တဲ့လမ်းလူအများရဲ့ဆန္ဒဖြစ်ရမယ်လို့ပြောပါတယ်။ဒီအဆင့်ကိုကြော်ဖြတ်ဖို့ဆိုရင်ပူပေါင်းလှုပ်ဆောင်မှုလိုအပ်တယ်လို့လူတစ်ယောက်ရဲ့တကူကောင်းဆန်မှုကြောင့်အဖွဲတစ်ခုလုံးဆွဲချနိုင်တယ်လို့ဆွပြောပါတယ်။တစ်ဖက်မှာစာမိုးပွဲစစ်ဆေးသူကလက်ထိပ်တွေခတ်ထားတဲ့ထောင်သားတွေကိုတတ်မှတ်ထားတဲ့နေရာမှာနေရာယူထားဖို့အမိန့်ပေးလိုက်ပါတယ်။
လီယိုရီယိုကတော့နိုင်ယိုကြည့်နေပြီးဂွန်းနဲ့ကီလိုရာကတော့တယောက်ဟာတယောက်ယူဆော့နေပါတယ်သူတို့စောင့်နေတာ2နာရီကျော်နေပြီဖြစ်တာကြောင့်ထုံးစံတိုင်းလီယိုရီယိုကတော့ပောက်ကွဲနေပါတယ်အဲ့လိုပောက်ကွဲပြီးစကားများနေတော့အပေါ်ကနေအတန်တခုကြားလိုက်ရပါတယ်အဲ့ဒါကြောင့်ကြည့်နေတော့လူတယောက်ပြုတ်ကျလာပြီးတိုက်တိုက်ဆန်ဆန်ပဲအဲ့လူကလူတစ်ဖြက်စီးရေးသမားတွန်းမှဖြစ်နေခဲ့ပါတယ်အဲ့ဒါကြောင့်ဂွန်းတို့အဖွဲကတော့တကယ်ကံကောင်းတယ်လို့ပြောလို့ရပါတယ်လူ9ယောက်ပြေးသွားပြီဖြစ်တဲ့အတွက်နေရန်တစ်ခုကနေတကားပွင့်သွားပါတယ်အဲ့တကားရဲ့အနောက်မှာနောက်တဲ့တကားတစ်ခုရှိနေပြီးတကားရဲ့အပေါ်မှာဖွင့်မဲ့ဆိုရင်အိုမဖွင့်ဘူးဆိုရင်အိတ်ကိုနှိပ်ပါဆိုတဲ့စာရေးထားပါတယ်အားလုံးကလည်းစာထဲကအတိုင်းနိုင်ယူနှိပ်လိုက်ရပါတယ်အဲ့အခါအို4ယောက်နှိပ်ထားပြီးအိတ်ကိုတော့တယောက်နှိပ်ထားတွေးလိုက်ရပါတယ်အဲ့ဒါကတော့တွန်းမှဖြစ်နေပြီးမှားနိုင်မိလိုက်တဲ့ဆိုကအကြောင်းပြချက်ပေးပေးမယ်ဒီယိုရီယိုကတော့ပြဿနာရှာနေပါတယ်ကျန်တဲ့3ယောက်ကအခြေမရှိဘူးဆိုတဲ့အတွက်လွတ်ပေးလိုက်ဖို့ပြောတာကြောင့်ထားလိုက်ရပါတယ်နောက်တစ်ခါမှလည်းပထမခန်းတော့ကလို့အိုနဲ့အိတ်ကိုရွေးခိုင်းပြီးဒီခါမှာတော့လမ်းကြောင်းနှစ်ခုဖြစ်နေတာကြောင့်ဘယ်နဲ့ညာရွေးရမှာဖြစ်ပါတယ်အိုကညာအိတ်ကဘဲဖြစ်ပြီးအားလုံးကလည်းရွေးလိုက်ကြပါတယ်အဲ့အခါအိုမှာ3ယောက်ဖြစ်နေပြီးအိတ်မှာတော့2ယောက်ဖြစ်နေပါတယ်ဒီယိုရီယိုကဘယ်ဘက်ကိုရွေးတင်တာကြောင့်ဘာလို့လဲလို့မေးတဲ့အခါလမ်းပြောင်းနေတဲ့အချိန်ဒါမှမဟုတ်လမ်းခွာတဲ့ရောက်နေတဲ့အချိန်မှာသတိမထားမိပဲဘယ်ဘက်ကိုရွေးကြတယ်ဆိုပေမဲ့စစ်ဆေးသူရဲ့လက်ကွက်မှာမိနိုင်တာကြောင့်ညာဘက်ကိုရွေးရလို့ပြောပြီးထွက်သွားပါတယ်အဲ့ဒါကိုလီယိုရီကလက်မခံချင်ဘူးဆိုပေမဲ့အများရဲ့ဆန္ဒဖြစ်နေတာကြောင့်လက်ခံလိုက်ရပါတယ်အဲ့လိုနဲ့တနေရာရောက်မှထောင်သားတွေနဲ့တွေ့ပါတယ်အဲ့ချိန်စစ်ဆေးသူရဲ့အတန်ထွက်လာပြီးအရှိမမြင်နေရတဲ့ထောင်သားတွေကဟန်နာရီတန်းကော်မဒီကနေတရားဝင်ခန့်ရထားတဲ့စစ်ဆေးသူတွေပဲလို့ပြောပါတယ်အဲ့ဒီအကျဉ်းသား9ယောက်နဲ့ဂုဏ်တို့အဖွဲ့ကတိုက်ခိုက်ရမှာဖြစ်ပြီးတိုက်ခိုက်ရမယ့်ပုံစံကတော့တယောက်ချင်းဖြစ်ပါတယ်တိုက်ခိုက်တဲ့ပုံစံကတော့စိတ်တိုင်းညာအသုံးပြုလို့ရပြီးတရေဆိုတာမရှိပဲတိုင်ဘက်ကရှုံးပြီးမှသာအနိုင်ရမှာဖြစ်ပါတယ်ထောင်သားတယောက်ကအလဲကိုတော့စိတ်တိုင်းညာစီစဉ်လို့ရပြီးသူတို့ဘက်က3ပွဲရှုံးတာနဲ့ဒီနေရာကနေဖျက်သွားခွင့်ပေးမယ်လို့ပြောပါတယ်စီးမင်းတွေကတော့ရိုးရှင်းနေပေမဲ့တကယ်တိုက်ခိုက်ရမယ့်အချိန်မှာတော့ရိုးရှင်းမနေပါဘူးအကျဉ်းသားတွေကဖြေဆိုသူတွေကိုတနားရီအချိန်ဆွဲနိုင်ရင်သူတို့အတွက်ထောင်သက်တမ်းကတစ်နှစ်ကျော်သွားမှာဖြစ်ပြီးအဲ့လိုအချိန်ဆွဲတဲ့ကသူတို့ဆွဲနေလိုက်တဲ့အချိန်ကိုလိုက်ပြီးထောင်သက်တမ်းကလျော်နေသွားမှာဖြစ်ပါတယ်တစ်ဖက်ကလက်ခံမယ်ဆိုရင်ထောင်သားတွေကအချိန်ဦးမှဝယ်လို့ရပါသေးတယ်ဒီတိုက်ပွဲကအချိန်ဦးလောင်းစားလုပ်ရတဲ့တိုက်ပွဲဖြစ်ပြီးပထမဆုံးအနေနဲ့ဓမြတိုင်းမှုနဲ့လူသက်မှုကြောင့်ထောင်ချခဲ့ပြီးကြန့်ရှိရဲ့သက်တမ်း199နှစ်ဖြစ်တဲ့ဗန်တော့ဆိုတဲ့ထောင်သားအရင်ဆုံးတိုက်ခိုက်မှာဖြစ်ပါတယ်တစ်ဖက်မှာတော့အားလုံးကပြိုင်ဘက်ကိုအကဲခတ်နေပြီးအန်ဒီရများတာကြောင့်ကိုရာပီကသူသွားမယ်လို့ပြောပေမဲ့တွန်းပါသူပဲသွားမယ်လို့ပြောပါတယ်အဲ့အခါအားလုံးကလည်းအံ့ဩသွားကြပြီးခုနကအမားအတွက်တောင်းပန်တဲ့အနေနဲ့ပေါ်ဆိုကထွက်သွားပါတယ်လီယိုရီယိုကတော့မကြည့်ပေမဲ့ဟိုကအတီပေါက်ကြီးလုံနေတာကြောင့်လီယိုရီယိုလည်းတွန်းပါကိုလေးစားသွားပါတယ်စင်ပေါ်ရောက်တော့ဘန်တော့ကသူ့တေကိုစီတိုက်ဖို့စင်ခေါ်တာကြောင့်အားလုံးလည်းကြောင်သွားပါတယ်ကိုရာပီကလက်မခံဖို့ပြောပေမဲ့တွန်းပါကတော့စင်ခေါ်မှုကိုလက်ခံလိုက်ပါတယ်အဲ့ဒါကြောင့်တယောက်နဲ့တယောက်တိုက်ခိုက်ဖို့ပြင်လိုက်ပြီးဘန်တော့ကတိုက်ခိုက်ဖို့အလုံးမှာいざ勝負参ったほ何ခွန်ကသူ့နားကြလဲသွားတဲ့ထင်နေပြီးလီယိုရီယိုကတော့မှားပြောမိတာဖြစ်နိုင်တယ်လို့ပြောပါတယ်ဒါပေမဲ့တွန်းပါကတော့မြေကြီးနဲ့နှစ်ဖူတသားတဲ့ကပ်ပြီးအရှုံးပေးနေတာပဲဖြစ်ပါတယ်တွန်းပါအကြောင်းပြချက်တွေထပ်ပေးပေမဲ့လီယိုရီယိုကတော့တန်တရားရှင်းသွားပြီဆိုကဖြေဆိုသူတွေကိုပြိုင်ပွဲကနေထွက်သွားအောင်လုပ်တဲ့ဒီလိုမျိုးလို့ကောင်းလို့ပြောပါတယ်ဟိုကတော့နှစ်တိုင်းဒီလိုပဲလုပ်နေတာဖြစ်ပြီးနောက်နေ့ကျရင်လည်းဆက်လုံးမှလို့ပြန်ပြောပါတယ်ပြီးတော့ဟန်နာရီဇာကိုဝင်ပြရတဲ့အကြောင်းအရာနဲ့ဆာမိုးပွဲအောင်ဖို့အတွက်မဟုတ်ပဲဖြေဆိုသူတွေရဲ့စိတ်အားငယ်မှုနဲ့စိတ်ပြတ်မှုကိုလိုချင်တာတော့လာပြေရလို့ဆက်ပြောပါတယ်လီယိုရီယိုကတော့တွန်းပါရဲ့မျက်နှာကိုထိုးဖို့လုပ်လိုက်ပေမဲ့ကိုရာပီကအခုလိုရန်ဖြစ်နေလို့လည်းဘာမှအကြောင်းထူးလာမှာမဟုတ်တာကြောင့်ရပ်လိုက်ဖို့တားလိုက်ပါတယ်ကီလိုရာတွန်းပါရဲ့ဆုံးဖြတ်ချက်ကမှန်ကန်နိုင်တယ်ဆိုကသူနဲ့သာတိုက်မယ်ဆိုရင်အရင်ဆုံးတွန်းပါရဲ့လေပင်ကိုအတန်အုပ်ကွဲအောင်ညှစ်ပြီးအရှုံးပေးလို့မရအောင်လုပ်ကဖြည်းဖြည်းချင်းနှိမ့်ဆက်နေမှကျန်တဲ့အချိန်တွေလက်ကားဖြစ်ကုန်မယ်လို့ပြောပါတယ်တစ်ဖက်မှာတော့ဘန်တော့ကကီလိုရာပြောသလိုလုပ်ဖို့အစီအစဉ်မရှိပေမဲ့သူတို့အစီအစဉ်ကိုတော့ဖျက်ဆီးခံလိုက်ရတယ်လို့ဆိုပါတယ်အဲ့အခါနောက်တစ်ယောက်ကစိတ်မပူဘူးပြောပြီးအဲ့လူကတော့ဖောက်ခွဲမှုမျိုးစုံနဲ့ထောင်ချထားတာဖြစ်တဲ့ဆယ်ရိုကန်ဖြစ်ပြီးကြံရှိတဲ့ထောင်သက်တမ်းကတော့149နှစ်ဖြစ်ပါတယ်တစ်ဖက်မှာတော့ကွန်ကဒီတစ်ခါသူသွားမယ်ဆိုကဇလန်းကလည်းအမှပြီးဆုံးသွားပါတယ်ဇလန်းလေးမစခင်အရင်ဆုံးကျွန်တော်ရဲ့ YouTube channel ကို like and subscribe လုပ်ခဲ့ဖို့မှာချင်ပါတယ်ဘလိုတို့ရဲ့ like တစ်ချက်ကကျွန်တော်ဗီဒီယိုဆက်လုပ်ဖို့အတွက်ခွန်အားတွေအများကြီးရစေတာကြောင့် like ကလေးပါနှိပ်ခဲ့ဖို့တောင်းဆိုပါတယ်မနေ့က9ယောက်ပြိုင်ပွဲမှာပထမဆုံးရှင်ပြိုင်တဲ့တွန်းပါနဲ့ဘန်တော့ပြိုင်ပွဲကတော့တွန်းပါရှုံးသွားပြီးအခုဆိုဂွန်းနဲ့ဆယ်ရိုကန်တို့နှစ်ယောက်ပြိုင်ရမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဆယ်ရိုကန်တိုက်ခိုက်ရတာတွေနဲ့ပြီးတာလွှားတာတွေကိုမကြိုက်တာကြောင့်ဂိမ်းတစ်ခုကစားဖို့ကမ်းလှမ်းခဲ့ပါတယ်ဂွန်းကလည်းအဲ့ဒါကိုလက်ခံလိုက်ပြီးခေါင်းသုံးပြီးစဉ်းစားရတဲ့နေရာတွေမှာတော့တိတ်မတော်ဘူးလို့ဆိုပါတယ်အဲဂိမ်းကတော့ဖျောင်းနိုင်တဲ့တိုင်အောင်တပြိုင်တည်းမီးထုံးလိုက်ပြီးနောက်ဆုံးမှမီးငိမ့်တဲ့လူကအနိုင်ရမှာပဲဖြစ်ပါတယ်ဖျောင်းနိုင်ကအတုံးနဲ့အရှိနှစ်ခုရှိပြီးအရင်ဆုံးဂွန်းကိုရွေးခိုင်းပါတယ်အားလုံးကလည်းထောင်ချောက်ဆိုတာသိနေပေမဲ့တစ်ဖက်ကဘာတွေလုပ်ထားလဲဆိုတာခံမှန်းလို့မရတာကြောင့်အကြိုက်ရိုက်နေကြပါတယ်ကိုရာပီကမညီမျှတဲ့ရွေးချယ်မှုလာပြီဆိုရင်မရွေးခင်တန်တရားဝင်လာကရွေးဖို့ခက်လာပြီးအကြိုက်ရိုက်စေတယ်ဆိုပေမဲ့တူညီရဲ့ရွေးချယ်မှုမှာမှားသွားပြန်ရင်လည်းစိတ်ပိုင်းဆိုင်ရာထိခိုက်သွားနိုင်တာကြောင့်ဂွန်းကိုပဲကိုယ်နဲ့ဆုံးဖြတ်ဖို့ကိုရာပီကပြောလိုက်ပါတယ်ရိုးသားတဲ့ကောင်လေးခွန်ကတော့တဘာဝအတိုင်းတွေးပြီးအရှိကိုသာရွေးလိုက်ပါတယ်ဘာလို့လဲဆိုတော့ဖျောင်းနိုင်အရှိကမီးကြကြဆွဲနိုင်တာကြောင့်တော်တော်နဲ့မငြင်းဘူးလို့ထပ်ရှင်းပြလိုက်တဲ့အခါဂွန်းရဲ့အပေါင်းပါတွေအားလုံးလည်း
လည်းရှော့ရကုန်ပါတယ်အဲ့ဒါကြောင့်ဂွန်းရဲ့ဆန္ဒအတိုင်းအားလုံးကအရှိကိုရွေးပေးလိုက်ပြီးနှစ်ယောက်သားမီးအတူတူကူကတယောက်ဖျောင်းနိုင်တယောက်မငိမ့်သွားအောင်ဂယူးဆိုင်နေကြပါတယ်ဒီလိုနဲ့တိတ်မကြခင်မှာဂွန်းရဲ့ဖျောင်းနိုင်ကပုံမှန်ထက်ပိုပြီးမီးလောင်ကျွမ်းလာခဲ့ပါတယ်အဲ့ဒါကိုတွေ့တော့ဖျောင်းနိုင်တဲ့မှာရမ်းမို့ဒါမှမဟုတ်ရင်မီးလောင်လွေသေးတဲ့အရာတွေထည့်ရရဲဆိုတာကူရာပီကနားလည်သွားပါတယ်အချိန်ခဏလေးတွင်းမှာဂွန်းရဲ့ဖျောင်းနိုင်ကတိုးသွားခဲ့ပြီးကင်ထားလို့မရတော့မဲ့အခြေအနေကိုဖြစ်နေပါတယ်အဲ့ဒါကိုဆယ်ရိုကန်ကကြိုးလေးပြင်ဆင်ထားတာဖြစ်ပြီးသူ့အိတ်ထဲမှာလည်းဖျောင်းနိုင်လေးတိုင်းပါလာတာပဲဖြစ်ပါတယ်ဂွန်းရဲ့ရွေးချယ်မှုကိုလိုက်ပြီးဆယ်ရိုကန်ကဖျောင်းနိုင်ကိုပေးမှဖြစ်ပြီးဂွန်းရဲ့ဘက်ကတေချာပေါရှုံးမဲ့အခြေအနေပါအဲ့အခါဂွန်းကအကြံတစ်ခုရသွားပြီးတွားပြီးဖိပြလိုက်ပါတယ်ပြီးတော့ကင်ထားတဲ့ဖျောင်းနိုင်ကိုအောက်ချပြီးစကားလမ်းကြောင်းလွဲကဆယ်ရိုကန်စီအမြန်ပြေးပြီးသူ့လက်ထဲကဖျောင်းနိုင်ကိုမီးငိမ့်သွားအောင်ငိမ့်လိုက်ပါတယ်အဲ့ဒါကြောင့်ဂွန်းကအနိုင်ရသွားပြီးအဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့စစ်ဆေးသူအပါအဝင်ဂွန်းရဲ့အပေါင်းပါတွေအားလုံးဂွန်းကိုချီးကျူးနေကြပါတယ်တစ်ဖက်မှာတော့လူတစ်ယောက်ကိုလှည့်စားခြင်းအနစ်နာခံတရတဲ့ဆိုတာတကူလုံးပြနေတဲ့လူကရှင်ပြိုင်မှုထွက်လာပါတယ်ဂွန်းတို့ဘက်မှာတော့ကိုရာပီကသူသွားမယ်ဆိုတာထွက်လာခဲ့ပါတယ်သူ့နာမည်ကမာဂျီတာကြီးဖြစ်ပြီးကြံရှိရဲ့ထောင်သက်တမ်းတရားရှင်နေဖြစ်ပါတယ်အရင်ဆုံးမာဂျီတာကြီးကသူလူတက်ခဲ့တာ19ယောက်ရှိပြီဖြစ်ပြီးအခုအယောက်20မြောက်ကိုတွေ့ရတာဝမ်းသာပါတယ်လို့ပြောပါတယ်သူကတဝက်တစ်ပြက်ပွဲတွေကိုလက်မခံနိုင်ပဲတွေ့ဦးကလီသာနာကျင်မှုတွေကိုပဲလိုလားတယ်လို့ထပ်ပြောပါတယ်ကိုရာပီကဘယ်လိုမျိုးပြိုင်မလဲဆိုတာဆုံးဖြတ်ခိုင်းလိုက်ပြီးမာဂျီတာကြီးကတယောက်ကအရှုံးမပေးမချင်းဒါမှမဟုတ်မသေးမချင်းတိုက်ခိုက်ရတာမျိုးဆိုတာချင်းချောတဲ့စကားတွေကိုဇက်တိုက်ဆိုလိုပြောနေပါတယ်အဲ့ဒီကန်လန့်မှုကိုရာပီကလက်ခံလိုက်ပြီးမာဂျီတာကြီးကသူဟာထောင်သားဖြစ်နေတဲ့အတွက်လက်နက်ကိုယူခွင့်မရှိဘူးလို့ထပ်ပြောပါတယ်အဲ့ဒါကြောင့်လက်နက်မသုံးပဲလက်ပလာနဲ့တိုက်ခိုက်မယ်လို့ပြောတာကြောင့်ကိုရာပီကသူ့မှာပါလာတဲ့လက်နက်ကိုလွှတ်ပလိုက်ပါတယ်မာဂျီတာကြီးကသူ့ရဲ့လှုပ်ဝက်လက်နက်ရှိတဲ့ဆိုတာခန္ဓာကိုယ်အရွယ်စားကိုပုံမှန်ထက်ကြည့်အောင်လုပ်လိုက်ပါတယ်အဲ့ဒါကိုကြည့်ပြီးလီယိုရီကစက်သိန်းထားနေခဲ့ပေမဲ့ခွန်ကတော့စိတ်ပူစရာမလိုဘူးဆိုတာမာဂျီတာကြီးကိုကြည့်ရတာဘာမှမခံစားရဘူးလို့ပြောပါတယ်မာဂျီတာကြီးကတော့ကိုရာပီကာကိုရင်ဆုံးဝင်တိုက်ခိုက်လိုက်ပြီးသူ့ရဲ့လက်သီးတစ်ချက်ကြောင့်ကျမ်းမရပေါက်ထွက်သွားပါတယ်ပြီးတော့နောက်ထပ်လက်ွက်ရှိသေးတယ်ဆိုတာနောက်ကျောကိုမြင်အောင်ပြလိုက်ပါတယ်အဲ့ဒါကိုတွေးလိုက်ရတဲ့လီယိုရီနဲ့တွန်းပေါက်နှစ်ယောက်ကလည်းကြောက်နေကြပါတယ်ဘာလို့လဲဆိုတော့မာဂျီတာကြီးရဲ့ကြောကုန်းမှာထိုးထားတဲ့တတူးမှန်သားကဖန်တွန်ထရူအဖွဲ့သားတွေထိုးတဲ့တတူးဖြစ်နေလို့ဖြစ်ပါတယ်အဲ့ဒါကိုတွေးလိုက်ရတဲ့ကိုရာပီကာကတော့စိတ်လူရှားလာပြီးမျက်လုံးနဲ့နေရဲလာပါတယ်မာဂျီတာကြီးကတော့သူကဖန်တွန်ထရူအဖွဲ့ရဲ့ဘယင်လေးပါးတဲ့တပားပဲဆိုပြီးလေကြီးနေတဲ့အချိန်ပေးဥပုံတတူးကြောင့်စိတ်ထိန်ရှုပ်လို့မရတဲ့ကိုရာပီကာမျက်စိတမိတ်အတွင်းမာဂျီတာကြီးနားကိုရောက်သွားပါတယ်သူမသိလိုက်ခင်မှာအနားရောက်လာတာကြောင့်မာဂျီတာကြီးလည်းကြောင်သွားတဲ့ချိန်ကိုရာပီကာလက်သီးချက်တစ်ချက်နဲ့အမောက်သိပ်ပြီးလိုက်ပါတယ်ကိုရာပီကာတတူးကိုကြည့်ရအတူဆိုတာသိနေပြီးအစ်စ်ကပင်းဝဲအပေါ်မှာအဖွဲ့ဝင်နှစ်ဘက်တွေပါတယ်လို့ပြောပါတယ်နောက်ပြီးဖန်တွန်ထရူရဲ့အဖွဲ့ဝင်တွေကသူတို့တတ်ထားတဲ့လူအရေးအတွက်ကိုစိတ်ရှုပ်ခံပြီးမှတ်နေတာမဟုတ်ဘူးဆိုတာသူအေးအေးနဲ့ပြောနေပါတယ်အဲ့အခါမာဂျီတာကြီးရဲ့အမှုတွေကတော့လိမ်လည်မှုနဲ့ချင်းချောက်မှုတွေကြောင့်ထောင်ချထားတာဖြစ်ပြီးကိုရာပီကာကိုပြောနေတဲ့ဟာတွေအကုန်လုံးကလည်းချင်းချောက်မှုတွေပဲဖြစ်ပါတယ်လီယိုရီကတော့ကိုရာပီကာရဲ့ပုံစံကိုကြည့်ပြီးကိုရာပီကာမှဟောရတာလို့တွေးနေပါတယ်တစ်ဖက်မှာမာဂျီတာကြီးရှုံးသွားတာကြောင့်ထောင်သားနောက်တစ်ယောက်ကထွက်လာပြီးပထမဆုံးရှင်ပြိုင်သွားတဲ့ဘန်တော့ကတော့တေချာလဲဖို့ပြောနေပြီးလီယိုရီကသူ့ကလေးဆိုပြီးထွက်လာခဲ့ပါတယ်လီယိုရီကပြိုင်ပွဲကိုသူကအပြီးတက်မှဖြစ်တာကြောင့်ပြိုင်ပွဲကွင်းထဲမှာရှိနေတဲ့သူအပြင်ထုတ်ကိုလှမ်းပြောလိုက်ပါတယ်တစ်ဖက်ကတော့အဲ့လိုမရပဲသူတို့ရဲ့ပြိုင်ပွဲကမပြီးသေးဘူးဆိုကအနောက်ကိုကသွားပါတယ်အဲ့ဒါကိုကြတော့အားလုံးကနားမလည်နိုင်ဖြစ်သွားကြပြီးဟိုကတီးနေရမဟုတ်ပဲခဏတာသတိလစ်သွားတာလို့ပြောပါတယ်ပြီးတော့သူတို့ပြိုင်ပွဲကအသေးတိုက်ရမယ့်ပြိုင်ပွဲဖြစ်ပြီးတစ်ဖက်ကအသက်ရှင်သေးတာပဲဖြစ်ဖြစ်အရှုံးမပေးသေးတာပဲဖြစ်ဖြစ်ပြိုင်ပွဲကမပြီးသေးဘူးလို့ထပ်ပြောပါတယ်ဒီမောကိစ္စဖြစ်နေပေမဲ့စီးမင်းရအရှုံးနိုင်မှာပေါ့မရှင်တိုက်ရမှာမလို့လီယိုရီကကိုရာပီကာကိုတခါရဲ့အဆုံးသတ်ဖို့ပြောပေမဲ့ကိုရာပီကာကတော့မလုံနိုင်ဘူးဆိုတာမာဂျီတာရဲ့သူ့ရဲ့တိုက်ခိုက်လို့စိတ်ကပြောင်းနေပြီဖြစ်တာကြောင့်ပြိုင်ပွဲကပြီးသွားပြီလို့ပြောပါတယ်အဲ့လိုမျိုးဖြစ်နေတဲ့လူတစ်ယောက်ကိုမတိုက်ခိုက်နိုင်ဘူးလို့ပြောပေမဲ့လီယိုရီကတော့အပိုတွေပြောမနေပဲမပြီးသေးတဲ့ပြိုင်ပွဲကိုပြီးသွားအောင်အဆုံးသတ်ဖို့ပဲပြောပါတယ်ကိုရာပီကာမာဂျီတာရဲ့နိုးလာတဲ့အချိန်ကျရင်သူ့ဟာသူဆုံးဖြတ်လိမ့်မယ်ဆိုပြီးဒီတိုင်းစောင့်ဖို့ပဲပြောပါတယ်ဒါပေမဲ့သူတို့မှဒီတိုင်းထိုင်ဆောင်ဖို့အချိန်သိမ့်မရှိတာကြောင့်မဖြစ်နိုင်ဘူးလို့ပြောပေမဲ့ကိုရာပီကာကတော့တချိတ်သိမရှိဘူးလို့ပဲပြောပါတယ်အဲ့ဒါကြောင့်ကီလိုရာသူအစတက်ပေးရမှာလို့မေးပေမဲ့အခုပေးရတယောက်ချင်းပြန်ရတာဖြစ်တဲ့ကြောင့်ပါဝင်ခွင့်မရှိဘူးလို့ပြောပြန်ပါတယ်ဒါပေမဲ့အခုကအသေးနဲ့လှုပ်ဆောင်ရတာဖြစ်တဲ့အတွက်တကူအောင်မဆန်သေးဘူးလို့ပြောတဲ့အခါအစကားကိုအကြံတူတဲ့လီယိုရီကပါထောက်ခံနေပါတယ်ကိုရာပီကာကတော့ဘာပဲဖြစ်ဖြစ်သူ့ရဲ့ဆုံးဖြတ်ချက်ကိုမပြေဘူးဆိုတာကြောင့်လီယိုရီကမဲခွဲဆုံးဖြတ်ဖို့လုပ်လိုက်ပါတယ်ဒါပေမဲ့အဲ့လိုဆုံးဖြတ်တာအလုံးမဖြစ်ပဲဆောင်းမပဲစစ်စစ်သူတွေမေးတဲ့မေးခွန်းတွေသာလုပ်ဖြစ်တယ်လို့ကိုကရှင်းပြပါတယ်အဲ့ဒါကြောင့်လက်ထောင်ပြီးဆုံးဖြတ်မယ်ဆိုတာလီယိုရီကပထမဆုံးထောင်လိုက်ပေမဲ့ကျန်တဲ့သူတွေကတော့ဒီတိုင်းပဲနေပါတယ်ဂိုးနဲ့ကီလိုရာကိုရာပီကာမှန်တယ်ဆိုပြီးဆက်ဆောင်ဖို့ပြောတာကြောင့်လီယိုရီကတော့ကြောင်မှသွားပြီးစိတ်ကောက်နေခဲ့ပါတယ်အဲ့ပြည့်ရက်ကိုလူတစ်ဖြက်စီတွန်းပါကျင်းကျင်းနဲ့နဲ့ကြီးကိုပီတိဖြစ်နေခဲ့ပါတယ်တစ်ဖက်မှာတော့ဟီဆိုကာကိုတွေ့ရပါတယ်လူတစ်ယောက်ကသူ့ကိုစောင့်နေတယ်ဆိုပြီးသူဟာဒီနေ့ဆောင်ဖို့အတွက်စစ်ဆေးဖို့မဟုတ်ပဲလက်စားချေဖို့ရောက်လာတာလို့ပြောပါတယ်သူ့ရဲ့အမာရုပ်တွေအတွက်လက်စားချေရတော့မယ်ဆိုတာဒဇင်နန်းလက်ကိုထုတ်လိုက်ပါတယ်ပြီးတော့လေးဝပစ်လိုက်ပြီးအနောက်ကနေနောက်ထပ်ဒဇင်နန်းလက်ကိုထုတ်လိုက်ပါတယ်ဒီဘောကနေဒဇင်လေးနဲ့အဆက်မပြတ်တိုက်ခိုက်နေပြီးအဲ့ဒီတိုက်ခိုက်မှုတွေကိုတော့ဟီဆိုကာရှောင်နေခဲ့ပါတယ်အဲ့လိုရှောင်နေတော့သူ့ရဲ့ဒဇင်နန်းလက်ကိုဖမ်းပြလိုက်တာကြောင့်မျက်နှာမှာအမာရုပ်တွေနဲ့လူကသူနှုတ်ဝက်လောက်လေ့ကျင့်ထားတဲ့အရာကိုဘာလေ့ကျင့်မှုမှမရှိပဲဟီဆိုကာကျွမ်းကျင်နေတာကြောင့်သူလည်းကြောင်သွားပါတယ်အဲ့လိုကြောင်နေတော့သူ့ရဲ့ဒဇင်နန်းလက်နဲ့ဟီဆိုကာပြန်ပြီးဆုံးသက်ပေးလိုက်ပါတယ်အဲ့ဒါကိုကြော်ပြပြီးဟီဆိုကာမျောစင်းရဲ့အောက်ခြေကို6နာရီနဲ့18မိနစ်အကြာမှာရောက်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ဂုံးတို့အဖွဲ့ကမာဂျီတာကြီးပြန်နိုးလာကိုစောင့်နေပြီးဂုံးကလည်းမာဂျီတာကြီးကိုကြည့်နေတာကြောင့်ကီလိုရာမေးတဲ့အခါနှစ်ယောက်သားတစ်ခုကိုနားလည်သွားပါတယ်အဲ့ဒါကြောင့်လီယိုရီကိုခေါ်ပြီးမာဂျီတာကြီးကတည်သွားပြီလို့ပြောတဲ့အခါအပြေးထားကြည့်လိုက်ပါတယ်အသက်ရှိမရှိဆိုတော့စစ်ဆေးဖို့အတွက်အရန်ဝေးနေတာကြောင့်စစ်ဆေးဖို့အတွက်တစ်ဖက်ကိုလမ်းပြောလိုက်ပါတယ်ဒါပေမဲ့ဟိုကသတိလေးနေရလို့ပြောပေမဲ့မာဂျီ
ဂျီတာရဲ့သတိလစ်နေတာကြာပြီဖြစ်တာကြောင့်စစ်ဆေးခြင်းတယ်လို့ပြောပါတယ်တစ်ဖက်ကတော့အဲ့ဒါကိုအသက်ရှိသေးလားမရှိတော့ဘူးဆိုတာလောင်းမလားလို့မေးပါတယ်လီယိုရီယိုကလောင်းကြည့်ရအောင်လို့မေးတဲ့အခါအချိန်နဲ့လောင်းကစားလုပ်မယ်လို့ပြောပါတယ်ပြီးတော့နိုင်ရမှာကတ်ထားတဲ့မော်နီတာကိုကြည့်ခိုင်းလိုက်ပြီးတစ်ဖက်နိုင်90ကို10နဲ့စားလို့ပြတ်တဲ့ဟာလောင်းကြီးတင်မယ်လို့ဆိုတာနှစ်ယောက်တည်းကတယောက်ကနိုင်လုံးဝမကြမ်းတဲ့အထိလောင်းမယ်လို့ပြောပါတယ်ဘယ်လိုလောင်းမလဲဆိုတာကိုတော့တလက်စီဆုံးဖြတ်မှာဖြစ်ပြီးလီယိုရီယိုဘက်ကရှုံးသွားခဲ့ရင်သူတို့ရှိရနိုင်90ကိုနှုတ်မှာဖြစ်ပါတယ်ထောင်သားတွေဘက်ကရှုံးသွားခဲ့ရင်ထောင်ဒဏ်အနှစ်90တိုးမယ်လို့ဆိုပါတယ်အစီမင်းတွေကိုလက်ခံမယ်ဆိုရင်အသက်ရှိမရှိစစ်ဆေးဝင်ပေးမယ်လို့ပြောပါတယ်မျိုးသမီးရဲ့နာမည်လေယိုတဲဖြစ်ပြီးမျိုးလုံးလုံးမဲ့မျိုးစိတ်တွေကိုမောင်းကုန်မှုနဲ့တရားမဝင်လောင်းကစားမှုတွေကြောင့်ထောင်ဒဏ်112နှစ်ကြာခဲ့တဲ့သူဖြစ်ပါတယ်ကိုရာပီကအဖေကိုတရားစဉ်းစားပြီးမှဖြေဖို့ပြောနေပြီးလီယိုရီယိုသာရှုံးသွားခဲ့ရင်နိုင်90ရော်သွားမှစိုးနေပါတယ်လီယိုရီယိုကလီယိုတဲပြောတဲ့ဟာကိုလက်ခံလိုက်တဲ့အခါပထမဆုံးအနေနဲ့လီယိုတဲကဘယ်လိုပြန်ရမလဲဆိုတာသူရင်ရွေးမယ်လို့ပြောပါတယ်အဲ့ဒါကတော့မာဂျီတာကြီးတည်သလားရှင်သလားဆိုတော့ခံမှန်းရမှာဖြစ်ပြီးနိုင်ဘယ်လောက်လောင်းမလဲလို့မေးပါတယ်လီယိုရီယိုက10နိုင်လောင်းတယ်ဆိုတာစမ်းသပ်ဖို့ထွက်လာခဲ့ပါတယ်မာဂျီတာကြီးကတတိလစ်နေတာဖြစ်ပြီးအဲ့ဒါကြောင့်လီယိုရီယိုဘက်ကနိုင်60ဖြစ်သွားပါတယ်ခွန်ကတော့လီယိုရီယိုတာနေတာကြောင့်ပြောနေပေမဲ့ခီရိုကတော့မကောင်းတော့ဘူးဆိုတာမှောက်နေတဲ့ကောင်တော့အမိမသွားတော့ကလုံးဝတည်သွားပြီလို့ထင်ခဲ့တာလို့ပြောပါတယ်ဒါပေမဲ့သူတို့ကရှင်ပြီးတတိမိနေတာကိုပိုပြီးလိုရှိတာဖြစ်နိုင်တယ်လို့ဆိုပြောပါတယ်ဆမ်မဝဲပြီးတဲ့ဒီနိုးမလန်သူတို့အတွက်ထောင်ဒဏ်82နှစ်ရှော့ခံမှာဖြစ်တဲ့အတွက်အဲ့ဒါအစိုးရတွေကသူတို့အတွက်အကြံစီဆိုတာနားလည်သွားပါတယ်လဲဥထွေးကလီယိုရီရဲ့အလဲဖြစ်တာကြောင့်ဘာကြီးလောင်းမလဲလို့မေးပါတယ်လီယိုရီကအခုတတိလစ်နေတဲ့ကောင်တကယ်တတိလစ်မလဲဆိုတာလောင်းမယ်လို့ပြောပါတယ်တကယ်တော့မာဂျီတာကြီးကတကယ်တတိလစ်နေတာမဟုတ်ပဲလဲဥထွေးကတတိလစ်ချအောင်ဆောင်ထားဖို့စာရွက်နဲ့ရေးပြီးပြောခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါကိုလက်ခံလိုက်ပြီးလဲဥထွေးကတတိလစ်နေတဲ့ဘက်က920လောင်းမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့သူတတိလစ်မလဲဆိုတာဘယ်လိုစမ်းမလဲလို့မေးတဲ့အခါလီယိုရီကလွဲရဲဆိုတာထမ်းခေါ်ပြီးပြိုင်ပွဲစင်ပေါ်ကနေအောက်ကိုပြစ်ချဖို့လုပ်လိုက်ပါတယ်ဒါပေမဲ့မာဂျီတာရဲ့စီထဲမှာတော့ပြောင်းဆန်နေပါပြီလဲဥထွေးကသူတို့ပွဲကမပြီးသေးတဲ့အကြောင်းလက်မခံနိုင်ဘူးလို့ပြောပါတယ်အဲ့ဒါကိုစိတ်မပူဘူးပြောပြီးတကယ်လို့သူတာပြုတ်ကြလို့တည်သွားမယ်ဆိုရင်အဲ့ဒီပွဲအတွက်လီယိုတို့ဘက်ကအရှုံးပေးမှလို့ပြောပါတယ်လဲဥထွေးဘက်ကညင်းစရာမရှိတော့တဲ့အကြောင်းလက်ခံလိုက်တဲ့ဆိုပေမဲ့လောင်းကြီးကိုပြန်ပြန်ကတတိမမင်းတဲ့ဘက်က40လောင်းမယ်လို့ဆိုပါတယ်လီယိုကတော့တီးလျက်နဲ့လက်ခံလိုက်ပြီးလွတ်ချလိုက်ပါတယ်အဲ့အချိန်မှာမေးချင်အောင်ဆောင်နေတဲ့မာဂျီတာကြီးကပြန်နိုးလာခဲ့ပါတယ်ပြီးတော့သူ့ရဲ့အရှုံးကိုလက်ခံလိုက်ပြီးထောင်ထဲမှာနေတာမှာပိုးပြီးလုံခြုံမယ်ဆိုတာထွက်သွားပါတယ်လီယိုဘက်က920ရာကျန်တော့တယ်ဆိုပေမဲ့သူတို့ဘက်ကနှစ်ပွဲသားနေတော့ဖြစ်ပါတယ်နောက်ထပ်အလဲကလဲဥထဲအလဲဆိုတာဇလန်းလေးလက်ဒီမှာပြီးဆုံးသွားပါတယ်အခုကြည့်နေတဲ့ brother ယခုဗီဒီယို TikTok ပေါ်ကြည့်နေတာပဲဖြစ်ဖြစ် YouTube ပေါ်ကြည့်နေတာပဲဖြစ်ဖြစ်အပတ်မကြည့်ဆိုရင်ကျွန်တော်တို့ like တစ်ချက်နဲ့ comment တစ်ခုအဆင်ပြေမှန်းခဲ့ဖို့တောင်းဆိုပါတယ်လဲရဲ့ YouTube channel ကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ခဲ့ဖို့မှာချင်ပါတယ်နောက်ထပ်အပိုင်းတစ်နဲ့နောက်နေ့မှာပြန်လာခဲ့ပါမယ်